အတွေးလွဲချော်နေတဲ့ပုဂ္ဂိုလ်တွေအနှစ်သာရမရှိတဲ့အရာကိုအနှစ်သာရရှိတယ်လို့ထင်ခြင်းအနှစ်သာရရှိတဲ့အရာကိုတော့အနှစ်သာရမရှိဘူးလို့ထင်ခြင်းဆိုတဲ့လွဲမှားတဲ့အတွေ့တွေးကြတဲ့ပုဂ္ဂိုလ်တွေဟာမြည်သည့်အခါမှာအနှစ်သာရကိုမရနိုင်ဘူးဆိုတာတစ်ချက်နော်အနှစ်သာရရှိတာကိုအနှစ်သာရလို့ရှိတယ်လို့သိတယ်အနှစ်သာရမရှိတာကိုလည်းပဲအနှစ်သာရမရှိဘူးလို့သိတယ်သာရိသသာရတောညတ္တဝါအတာရိသအတာရတောတွေ့တော့ဆင်ញင်၍အမှန်သိမြင်တဲ့ပုဂ္ဂိုလ်တွေဖို့တကယ်အနှစ်သာရကိုရရှိကြတာဖြစ်တယ်လို့ဒီဒေသနာတော်ကိုမြတ်စွာဘုရားကဟောကြားဆုံးမခဲ့တာဖြစ်တယ်ဒီဒေသနာတော်ဟာမိမိတို့ဘဝမှာဆက်ဟပ်ပြီးတော့နှလုံးသွင်းဆင်ញင်ကြည့်ဖို့လိုအပ်တယ်နေ့စဉ်နဲ့အမျှတို့ဘာတွေရှာလို့ဘာတွေရနေကြသလဲတို့ရှာတဲ့အရာတို့ရနေတဲ့အရာများဟာအနှစ်သာရရှိတဲ့အရာတွေဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုယ့်ကိုဆန်းစစ်ကြအောင်မှာဖြစ်တယ်အဲ့ဒီလိုဆန်းစစ်နိုင်မှုဆိုလို့ရှိရင်အနှစ်သာရဆိုတဲ့တန်ဖိုးရှိတဲ့အရာကိုရမှာမဟုတ်ဘူးမြတ်စွာဘုရားကလူအဖြစ်ကိုရခဲ့တယ်လို့ခေါ်တယ်သို့တော့လူဖြစ်လာတိုင်းရလာတဲ့လူအဖြစ်ဟာတန်ဖိုးရှိတဲ့လူအဖြစ်ဟုတ်ကဲ့လားတန်ဖိုးရှိတဲ့လူဘဝဖြစ်အောင်တို့တွေဘယ်လိုကျင့်ဆောင်ရမှာလဲဆိုတာကိုလေသိရှိနားလည်ဖို့တို့တယ်လူဖြစ်ရုံနဲ့တန်ဖိုးရှိတော့မှမဟုတ်ဘူးလူဖြစ်ရုံနဲ့လူဖြစ်ကျိုးနှက်သွားတာမဟုတ်ဘူးလူဖြစ်တယ်ဆိုတာအခွင့်အရေးတစ်ခုရရှိခြင်းသာလည်းဖြစ်တယ်အဲ့ဒီရရှိလာတဲ့အခွင့်အရေးကိုအသုံးမချတတ်ဘူးဆိုလို့ရှိရင်လူဖြစ်ကျိုးနှက်မှာမဟုတ်ဘူးပေါ့လူဖြစ်ကျိုးနှက်ဖို့ဆိုတာလူတန်ဖိုးကိုသိရှိနားလည်ပြီးလူဖြစ်ကျိုးနှက်အောင်ဘာတွေလုပ်ရမလဲတို့ဘာတွေရအောင်ဘယ်လိုတွေးတော့ဆင်ခြင်ရမလဲအမှန်တွေးတတ်ဖို့ဓမ္မအရေးကြီးတယ်ဒီဒေသနာတော်မှာမိစ္ဆာသင်္ကပ္ပဂောစရာအတွေးလွဲမှားနေတဲ့ပုဂ္ဂိုလ်တွေဟာအနှစ်သာရကိုမရနိုင်ဘူးမှန်ကန်စွာတွေးတော့ဆင်ခြင်တတ်မှအနှစ်သာရကိုရသမ္မာသင်္ကပ္ပဂောစရာမှန်ကန်ကန်တွေးနိုင်မှအနှစ်သာရအစစ်မှန်ကိုရကြမှာဖြစ်တယ်အေးဒါကြောင့်အတွေးမမှားဖို့အရေးကြီးတယ်လို့ဆိုအောင်မဂ္ဂနဲ့အတွေးတွေးတတ်ဖို့ရသော်ဗျာမဂ္ဂင်၈ပါးမှာဟောကြားထားတဲ့ထဲမှာလဲသမ္မာဒိဋ္ဌိမှန်ကန်စွာမြင်ခြင်းနဲ့သမ္မာသင်္ကပ္ပမှန်ကန်စွာတွေးတောခြင်းဆိုတာဒီနှစ်ခုတွဲဆက်ပြီးတော့အနိကဖော်ပြထားတာဖြစ်တယ်အမှန်တွေးနိုင်မှအမှန်သိမှဖြစ်လို့အမှန်တွေးမှအမှန်ကိုရမှာဖြစ်တယ်ဒါကြောင့်မို့မတွေးတော့မဆင်ခြင်မဲလည်းမနေရဘူးလူရဲ့တန်ဖိုးဟာတွေးတော့ဆင်ခြင်နိုင်မှုသိမြင်မှုဆိုတာပညာဟာလူရဲ့တန်ဖိုးပဲဖြစ်တယ်ပေါ့အဲ့ဒီတန်ဖိုးရဖို့ရမှန်မှန်ကန်ကန်တွေးတော့ဆင်ခြင်ပြီးမှန်မှန်ကန်ကန်လှုပ်ဆောင်နိုင်မှသာလေလူဘဝတန်ဖိုးဆိုတာကိုရမှာအတွေးလွဲချော်နေပြီဆိုရင်တန်ဖိုးမရှိတဲ့အရာတွေနဲ့ပဲချိန်ကုန်ပြီးတော့လူဘဝတော့ရလိုက်ပါရဲ့အခွင့်ကောင်းကြီးတော့ကြုံလိုက်ပါရဲ့သို့တော်ထိုအခွင့်ကောင်းကနေရလိုက်တဲ့တန်ဖိုးဆိုတာတော့ဘာတစ်ခုမှမရလိုက်ပဲဘဝတစ်ခုဟာအဆုံးသတ်သွားမှာပဲဖြစ်တယ်နော်အဲ့ဒီလိုမဖြစ်ရတဲ့အောင်ဘာတွေလိုအပ်တယ်လဲရသော်ဗျာဟောကြားတဲ့တရားဓမ္မတွေကိုနာယူမှတ်သားဖို့လိုအပ်တယ်နာယူမှတ်သားခြင်းကိုသုတ္တလို့ခေါ်တယ်အဲ့ဒီသုတ္တဆိုတာဟာလူသားတွေအတွက်အရေးပါတဲ့အရေးချင်းတစ်ခုဖြစ်တယ်ပေါ့အေးသုတ္တရှိဖို့ရအတွက်
အရေးချင်းတစ်ခုကဘာလို့ဆိုရင်တတ္တာတဲ့ဘဝမှာယုံကြည်ချက်ရှိဖို့လိုအပ်တယ်ယုံကြည်ချက်ဆိုဒီမှာကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ကုသကံအကုသကံသိတာလဲလူတွေပိုင်ဆိုင်တဲ့အရာဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ယရဏသုံးပါးနဲ့ပတ်သက်ပြီးအရေးချင်းယရဏသုံးပါးရဲ့ခုံကိုယုံကြည်မှုဆိုတဲ့ယုံကြည်ချက်အဲ့ဒီယုံကြည်ချက်ရှိမှကုသကောင်းမှုတွေဟာလမ်းပွင့်သွားမှာဖြစ်တယ်ယုံကြည်ချက်မရှိရင်သူတော်ကောင်းနဲ့တွေ့ဖို့မလွယ်ဘူးသူတော်ကောင်းနဲ့မတွေ့ရင်သူတော်ကောင်းတရားကြားနိုင်ရမှာမဟုတ်ဘူးဒါကြောင့်မို့ယုံကြည်ချက်ကိုခြေခံပြီးတော့သူတော်ကောင်းပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံခြင်းသူတော်ကောင်းတရားကိုကြားနာခြင်းဆိုတာကြမှာသုတ္တဆိုတာရမှာဖြစ်တယ်ပေါ့အဲ့လိုမဟုတ်ရင်ရေးကြည့်တဲ့သုတ္တဆိုတာမရသုတ္တမရဘူးဆိုရင်မှန်ကန်စွာတွေးတောတတ်ဖို့မဖြစ်ဘူးမဖြစ်နိုင်ဘူးเนาะအလွဲမှားပဲတွေးကြမှာဖြစ်တယ်ဒါကြောင့်မို့အခြေခံအဖြစ်တရားဆိုတာရှိရမယ်တရားရှိပြီးတဲ့နောက်မှာကိုချင်းသီလကိုချင်းတရားကောင်းမွန်တဲ့ပုဂ္ဂိုလ်ကမှရှင်တဲ့နှလုံးထဲမှာကုသိုလ်တရားဆိုတာယက်တည်နိုင်တာဖြစ်ကိုချင်းသီလပြည့်ပြားသွားတာနဲ့တပြိုင်နက်ကုသိုလ်တရားတွေဟာယိုကျပျက်စီးသွားမှာပဲဖြစ်တယ်ဓမ္မိုးမပြတ်နိုင်တဲ့ရှင်သေးစီဟာသင်္ကေရွှေခွက်မှသာတည်ရှိနိုင်တယ်လို့လူတွေရဲ့လှုပ်ဆောင်တဲ့ကုသိုလ်ကောင်းမှုတွေဆိုတာသီလရှိမှတည်နိုင်တာဖြစ်တယ်သီလမရှိရင်ကုသိုလ်တွေဟာယိုကျပျက်စီးသွားနိုင်တယ်ဆိုပါစို့ပါဏာတိပါဒမလုံဘူးဆိုလို့ရှိရင်ပါဏာတိပါဒမလုံတာနဲ့ပဲမေတ္တာဆိုတဲ့တရားကရုဏာဆိုတဲ့ကုသိုလ်တရားတွေဟိရိဆိုတဲ့ကုသိုလ်တရားတွေဥတ္တပဆိုတဲ့ကုသိုလ်တရားတွေလုံးဝမရှိတော့ပျက်စီးဆုံးရှုံးသွားပြီအဋ္ဌိဏဒါနမလုံလိုက်တာနဲ့လေဒီကုသိုလ်တရားတွေဟာယတ္တိနိုင်စွာမရှိဘူးကာမေတုမိစ္ဆာစာရမုသဝါဒသူရမေတွေကမလုံလိုက်တာနဲ့တပြိုင်နက်ရှင်တဲ့နှလုံးထဲမှာကုသိုလ်တရားတွေဖြစ်ပွားဖို့အမှန်တမ်းခဲသွားပြီအဲ့ဒီကုသိုလ်တရားတွေဟာသီလဆိုတဲ့အခြေခံမပါလို့ရှိရင်ဘယ်ကုသိုလ်မှဖြစ်နိုင်စွာမရှိဘူးဒါကြောင့်တရားရှိပြီးကိုချင်းသီလဆိုတာအရေးကြီးတယ်အဲ့ဒီကိုချင်းသီလလည်းရှိနေရမယ်ရှိပြီးတဲ့အခါမှာတရားနဲ့သီလကိုအခြေခံပြီးတော့သုတ္တလို့အခုလိုတရားဝဲကြီးတွေကျင့်ပပြီးတော့တရားနာရတယ်ဆိုတာသုတ္တရဖို့အဲ့ဒီသုတ္တမပါလို့ရှိရင်မဖို့နေပါရဖို့လမ်းစာမရှိဘူးရှင်သာရိပုတ္တရာလိုဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တောင်မှပဲရှင်အတ္တစီထံကနေပြီးတော့သစ္စာလေးပါးအတူချုပ်တရားကိုကြားနာပြီးတော့မှအသိဉာဏ်ဆိုတာပွင့်လင်းတာဖြစ်တယ်ပေါ့သုတ္တကင်းပြီးအသိဉာဏ်ပွင့်လင်းတယ်ဆိုတာဘယ်သူမှမရှိဘူးဖရာနဲ့ဘိစိကဗုဒ္ဓကလွဲရင်ကိုယ်ပိုင်ဉာဏ်နဲ့မှန်တရားဆိုတာသိနိုင်တာမဟုတ်ဘူးဒါကြောင့်မို့သုတ္တဆိုတာအရေးပါတဲ့အရာတစ်ခုဖြစ်တယ်နိဗ္ဗာန်ရဖို့ပဲဖြစ်ဖြစ်ဘဝမှာကောင်းစားဖို့ပဲဖြစ်ဖြစ်သုတ္တဟာအလုံးကိုရေးပါတယ်လို့ဆိုရပြီးရင်ပါရှိရမလဲဆိုရင်စာခဆိုအခုလိုဝိနည်းဓမ္မဗိမာန်တော်ကြီးကိုစာခအားနဲ့စုပေါင်းစုဆောင်းပြီးတော့လှူဒန်းလိုက်တာတင်းတော့တင်းတဲ့ဒီအဆောက်အုံကြီးတစ်ခုဖြစ်သွားစာခဆိုတာကိုယ်သာသုံးမယ်ကိုယ်အတွက်သာစဉ်းစားတဲ့မစ္စရိယဆိုတဲ့အညစ်အကြေးကင်းစင်မှာစာကားဆိုတဲ့အလုပ်ကိုလုံးနိုင်တာဖြစ်တယ်ကိုယ်အရေးတစ်ခုတည်းဟိုသာတွေးတောနေတဲ့ပုဂ္ဂိုလ်တယောက်ဘယ်တော့မှအများကောင်းကျိုးဆိုလုံးနိုင်တာမဟုတ်ဘူးဒါကြောင့်မို့စာကားတရားဆိုတာအများကိုမျှဝေတတ်တဲ့ကိုကျိုးမရှာတဲ့သဘာဝတရားအဲ့ဒီသဘာဝတရားရှိမှလူတွေရဲ့ပစ္စည်းဥစ္စာပေါ်များမှုချမ်းသာဒုက္ခရမှုဆိုတာစာကားပေါ်မှာအခြေခံတယ်အဲ့ဒီစာကားကိုပဲဒါနလို့လည်းဆိုတယ်ရသော်ဘုရားကိုယ်တိုင်ကဒါနသမ္မုဒာနိဘောဂာနိ
လူတွေဒီနေ့အသုံးပြုနေကြတဲ့ပစ္စည်းဥစ္စာတွေဟာဒါနဆိုတဲ့ကုသိုလ်ကံကဖန်တီးပေးလို့သုံးစွဲနေကြတာလို့သို့တော့တမန်အပြင်လူတွေထင်နေမယ်ကိုယ်တိုင်နေမနာညမအားရှားကြံထားလို့ရတာပါဒါနကောင်းမှုကြောင့်မဟုတ်ပါဘူးလို့ညင်းတဲ့လူရှိကောင်းရှိလိမ့်မယ်သို့တော့စဉ်းစားကြည့်ဖို့ရလောကလူတွေအလုံးဟာရှားနေကြတာကိုမျိုးကိုဒေသရှားလို့အားမရလို့ဖားကန်တက်ပြီးတော့ရေမစေးကြောက်ရှားနာတွေတွေ့တယ်မဟုတ်လားရှားတဲ့လူတိုင်းရရဲ့လားအေးအယောင်းဝယ်ကိစ္စပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်လုံလဝိရိယထုတ်တိုင်းရရဲ့လားဆိုမရဘူးဒါကြောင့်မို့ရတယ်ဆိုတဲ့လူတွေဟာဘယ်သူကပေးတာတုံးဆိုရင်ဒါနကောင်းမှုကြောင့်ဒါနကောင်းမှုကပေးတာမြတ်စွာဘုရားကိုယ်တိုင်ကိုကဒါနတံပုဒ္ဒါနိဘောဂာနိမလူဘူးမတန်းဘူးပစ္စရိယတရားတွေလွှမ်းခြုံထားမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲမှကြောက်လို့ပစ္စည်းကုန်မှကြောက်လို့မလှူလို့ရှိရင်အဲ့ဒီမလှူခြင်းကြောင့်သူကြောက်တဲ့ဆင်းရဲဒုက္ခသူစီရောက်လာမယ်လို့ထီလို့ဟောတာနော်သူကြောက်တဲ့ဟာသူလက်ခံနေတယ်လို့ဖြစ်တယ်ကုန်မှကြောက်လို့မလှူလို့ရှိရင်အဲ့ဒီကုန်ခြင်းတရားဟာခုစီရောက်လာမြတ်စွာဘုရားကယရာကမေခယောဟောတိသဗ္ဗမေတံဝိနတတိကံကုန်သွားပြီဆိုရင်အလုံးပြည့်စည်တယ်သာဝတိကတထေးတယောက်ဆိုရင်အဗဒံချမ်းသာလို့ဗန္ဒရိုက်ထဲမှာရွှေချောင်းတွေတိမ့်ထားတာကံကုန်သွားပြီဆိုရွှေချောင်းတွေကမိသွေးချောင်းတွေဖြစ်သွားကံကုန်ပြီဆိုလို့ရှိရင်ပြောင်းလဲသွားနိုင်တယ်ပေါ့ဒါကြောင့်မို့ကံကပေးတယ်ဆိုတဲ့စကားကလုံးဝမှန်ဒီတဲ့မှန်မှန်ကိုယ်ပိုင်ညာနဲ့ဆင်ញင်စဉ်းစားကြည့်အောင်မလားမုံရမြို့မှာမြို့ကြီးတွေဆိုတာနေစဉ်နဲ့အမျှလူလောကမှာမွေးဖွားလာကြတဲ့ကလေးတွေရှိကြတယ်အေးမုံရမြို့မွေးဖွားလာတယ်သို့မဟုတ်မြန်မာနိုင်ငံမှာမွေးဖွားလာတဲ့လူတွေဟာတချို့ပုဂ္ဂိုလ်တွေကတချို့လူတွေကစားစရာတောက်စရာမပြည့်စုံတဲ့နေစရာမရှိတဲ့မိသားစုဝန်နဲ့ရောက်သွားတယ်တချို့ပုဂ္ဂိုလ်ကတိုက်နဲ့ကားနဲ့ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ရဲ့မိသားစုတွေရောက်သွားတယ်သူတို့နှစ်ယောက်ဘာကြောင့်ဒီလိုကွဲပြားသွားလဲဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တွေကတော့အဖြေထုတ်လိုက်မယ်ဘုရားသခင်ရဲ့လူတော်ကြလို့နော်မြတ်စွာဘုရားကတော့ဒါနရှိသူနဲ့မရှိသူကွဲပြားခြားနားသွားတယ်လူတိုင်းဟာကိုယ်ကိုယ်တိုင်ရွေးချယ်လာတာမဟုတ်ဘူးကုသိုလ်ကံအနေဝေဖန်ခံခွဲပေးလိုက်တဲ့အတိုင်းရောက်လာကြတာကိုယ်ကိုယ်တိုင်ရွေးချယ်ရမယ်ဆိုလို့ရှိရင်တဲခုတ်ကိုဘယ်သူရွေးမလဲမရွေးဘူးတိုင်းမြင့်မြင့်ညီတွေနဲ့ကားကောင်းကောင်းစီးတဲ့အိမ်ပဲရွေးတက်မှာပေါ့သို့တော့အဲ့ဒီပေါ်တက်တဲ့လူကဘယ်နှယောက်ရှိလဲအဗ္ဗဓမ္မနေတယ်နော်တဲခုတ်ထဲရောက်သွားတဲ့လူကများတယ်ဘာကြောင့်လဲဆိုလောကမှာဆင်းရဲတဲ့လူနဲ့ချမ်းသာတဲ့လူဆင်းရဲတဲ့လူကများတယ်လေချမ်းသာတဲ့လူကနေတယ်အဲ့ဒါကိုကကြည့်လိုက်မယ်ဆိုရင်ဒါနကောင်းမှုကြောင့်စိစိဥစ္စာရတယ်ဆိုတာအမတမထင်ရှားသူဘာတစ်ခုမှမလိုရသေးဘူးသူ့အတွက်တိုက်အစင်သင်ကားအစင်သင်ဖြစ်နေချမ်းသာတဲ့မိဘအိမ်ရောက်လာလို့ရှိရင်မိဘတွေရှာထားတဲ့ပစ္စည်းကသူ့အတွက်ဖြစ်မနေပေဘူးလားဖြစ်သွားတယ်အေးဆင်းရဲတဲ့အိမ်ရောက်သွားတဲ့ပုဂ္ဂိုလ်တော့မရှိခြင်းဆင်းရဲဒုက္ခကကြိုးစိုးနေတာထမင်းနတ်မှမစားရခြင်းဆိုတဲ့ဆင်းရဲဒုက္ခတွေကသူ့ကိုကြိုးစိုးသူကြောက်တာလည်းပဲအဲ့ဒါကြောက်လို့မရှိမှကြောက်လို့မလှုပ်ခဲ့တာမလှုပ်ခဲ့တော့မရှိတာကသူ့ကိုကြိုးစိုးနေတာပဲဖြစ်တာပဲအဲ့ဒီသဘောကိုမြတ်စွာဘုရားဟောတာဒါကြောင့်မို့စာကဆိုတဲ့အရေးချင်းဟာလူတိုင်းမှာပြည့်စုံမှချမ်းသာကြွယ်ဝမှုဆိုတာရနိုင်တယ်စီးပွားဥစ္စာရှာရင်ရှာတဲ့အတိုင်းရတယ်ဆိုတာစာကားရဲ့အကျိုးတရားပဲနောက်အရေးကြီးတဲ့အရေးချင်းတစ်ခုကပညာလို့ပြောတာတ
သုတ္တနဲ့ပညာကိုလည်းပဲကွဲကွဲပြားပြားနားလည်ဖို့လိုတယ်ပညာဆိုတာလှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားသိတာပညာမလှုပ်တင်တာကိုရှောင်ရမယ်ဆိုတာသိတာပညာလှုပ်တင်တာမှလှုပ်ရမယ်လို့သိတာပညာနော်ဒီကနေ့ခေတ်မှာကျောင်းနေဖွင့်လို့တက္ကသိုလ်တွေကောလိပ်တွေမှာပညာသင်တယ်လို့ပြောတာအပြောအနေနဲ့ပညာသင်တယ်လို့ပြောတာတကယ်အသင်ပေးတာက subject matter လို့ခေါ်တယ်သုတ္တပဲသင်ပေးတာပညာမဟုတ်ဘူးအဲ့ဒါနော်သို့တော့ပြောရတာတော့ပညာသင်တယ်လို့ပဲပြောကြတယ်ဘာကြောင့်အဲ့လိုတွဲဖက်ပြောတာတော့ဆိုသုတ္တရှိမှပညာရမှာမို့သုတ္တကိုသင်ယူကြတာသာဖြစ်တယ်သုတ္တဆိုတာအကြောင်းအရာဇာဘူးနာဝဖြစ်အောင်စီးပွားပဲလို့လုပ်ရတယ်အယောင်းဝယ်ပဲလို့လုပ်ရတယ်ဆိုတဲ့ economy တို့နော် economic business ပညာတို့အသက်မွေးဝမ်းကြောင်းပညာတွေသင်နေဆိုတာစီးပွားဥစ္စာရှက်တတ်ဖို့အတွက်ပညာသင်ရတယ်အဲ့ဒီသင်တဲ့ပညာတွေဟာပညာလားလို့ဆိုမဟုတ်သုတ္တပဲရှိအဲ့ဒီသုတ္တကိုမှတ်သားပြီးတော့ကိုယ်တွေ့လက်တွေ့လှုပ်ပြီးအတွေ့အကြုံတွေရင့်ကျက်ပြီးသိလာပြီး experience တွေဖြစ်လာပြီးဆိုတဲ့အခါကျမှပညာဆိုတာဖြစ်မှာစဉ်းစားကြည့်လေဆေးပညာတတ်ပညာသင်ထားပြီးတော့ဆေးလက်မှတ်ရထားတယ်ဆရာဝန်ဘွဲရထားတယ်ဆေးမကုပဲနေကြည့်ပါလားဆေးမကုလို့ရှိရင်အတွေ့အကြုံတွေရောရှိပါမလားမရှိတော့ certificate တော့ရှိတယ်ဆေးမကုတတ်တော့တခြားပညာလည်းပဲဒီတိုင်းပဲအတွေ့အကြုံနဲ့သိတဲ့နားလည်တာကမှပညာကျောင်းမှာသင်လိုက်တာကသုတ္တဘာကြောင့်ဒီလိုခွဲရတော့ဆိုတော့ဒီခွဲခြားချက်ကိုသိတဲ့ပုဂ္ဂိုလ်အလုံးနဲ့တလောတော့ကရန်ကုန်မှာဘုရားတရားတော်ကိုအခြေခံအနေနဲ့ဟောပေးပါဆိုအချင်းညုတ်ဟောတယ်နိုင်ငံသားတယောက်ပါတယ်ပြင်သစ်ကဒါနဲ့အင်္ဂလိပ်လိုဟောပေးပြီးတော့ပြီးတဲ့အခါသူတို့မေးခြင်းနဲ့မေးခွန်းတွေမေးတယ်အဲ့ဒီပြင်သစ်ကြီးကမေးခွန်းပါမေးတော့လို့ဆိုတော့မေးခွန်းလေးမမေးခင်သူဘာပြောတော့ဆိုသုတ္တနဲ့ပညာမတူဘူးဆိုတာခုမှသူသဘောပေါက်တယ်လို့ပြောနော်သုတ္တနဲ့ပညာဟာမတူဘူးဆိုတာခုမှသဘောပေါက်ပါတယ်ဆိုပြီးတော့သူမေးတဲ့မေးခွန်းကတခြားမဟုတ်ဘူးဗမာပြည်မှာစီးပွားရေးကိစ္စတွေလာပြီးတော့ဥဆောင်ဥရွက်အကြံပေးအနေနဲ့ငှားထားတာဖြစ်တော့ဗမာလူမျိုးတွေပေါ်မှာဘယ်လိုဆက်ဆံပြီးဘယ်လိုနေရင်ကောင်းမလဲဆိုတဲ့မေးခွန်းလေးမေးတာအေးတို့ဘုရားမြတ်စွာရဲ့အဆုံးအမတိုင်းပဲအလုံးပေါ်မှာအကျိုးစီးပွားကိုလိုလားတဲ့မေတ္တာတရားထားရမယ်မေတ္တာကိုအခြေခံပြီးတော့အလုံးလုံးလို့ရှိရင်မှန်ကန်ပါတယ်လို့အလုံးချမ်းသာကြပါစေအစဉ်ပြေကြပါစေဆိုတဲ့စိတ်ဓာတ်နဲ့လိုအပ်တဲ့ချက်တွေကိုကူညီပေးတာမေတ္တာကိုကူညီပေးရတဲ့အစဉ်မပြေသေးဘူးနှိမ့်ကြတဲ့ပုဂ္ဂိုလ်တွေ့ရင်အကျဉ်းတရားကရုဏာကိုပြောတဲ့အတိုင်းလုံးလို့အောင်မြင်သွားပြီဆိုရင်မုဒိတာဘလို့မှမရဘူးဆိုတဲ့ပုဂ္ဂိုလ်ကြတော့လေဥပိ္ပခာလို့တော့မဟုတ်ဥပိ္ပခာဆိုဒီမှာကိုကူညီပေးခြင်းကြောင့်ငါဘာရမှကူညီနိုင်မယ်ဆိုတာမထားဘဲနဲ့တကယ်ကိုမေတ္တာတရားစစ်စစ်နဲ့ကူညီတာဥပိ္ပခာလို့အဲ့ဒါလို့မွန်မြတ်တန့်စင်တဲ့ဗျမဝိဟာရတရားတွေနဲ့ဆက်ဆံပြီးတော့ကူညီပေးရင်အဆင်ပြေပါတယ်လို့မြတ်စွာဘုရားဟောတဲ့အတိုင်းပဲကူညီပါအဲ့တော့သုတ္တနဲ့ပညာဆိုတာလေးကိုကွဲကွဲပြားပြားနားလည်သဘောပေါက်ဖို့လိုတယ်နော်သုတ်တုတာသုတ္တဝဋ္ဌနိသိကျင်တယ်တတ်ချင်တယ်ဆိုတဲ့ဆန္ဒဟာအရေးကြီးဆုံးပဲအခုတရားပွဲလာတာတောင်တရားနာကျင်တယ်ဆိုတဲ့ဆန္ဒနဲ့လာတာလေအဲ့ဒီဆန္ဒမရှိရင်အိမ်မှာနှက်နေကြမှာပေါ့တယ်လီဗီရှင်းရှေ့ရောက်နေကြရောပေါ့မရောက်ပေဘူးလား
ဒီဆန္ဒကနေတွန်းပို့လိုက်လို့ဒီရောက်လာလေအဲ့ဒီကနေပြီးတော့သုတ္တဆိုတဲ့တရားကြားနာရမှုမြတ်စွာဘုရားဟောတဲ့ဆုံးမတရားတော်တွေကြားနာခွင့်ရလာအဲ့ဒီကြားနာခွင့်ရလာတဲ့သုတ္တရှင်တဲ့နှလုံးထဲမှာမှတ်သားပြီးတော့မှန်မှန်ကန်ကန်တွေးတောဆင်ခြင်တတ်မဲ့ဆိုရင်သုတ္တံပညာယဝဋ္ဌနံဘဝနဲ့ပတ်သက်တဲ့အဓိပ္ပာယ်တွေနားလည်လာမှာဖြစ်တယ်ဒီပေါ်စဉ်းစားမှနားလည်မှာမစဉ်းစားရင်နားမလည်နော်ခုနကရသော်ဘုရားဟောတဲ့တရားတော်လေးကိုကြားနာလိုက်ရပြီပါဠိလိုကြတော့အတာရိတာရမတိနောတာရိသာတာရဓတ္တိနောအနှစ်မဟုတ်တာကိုအနှစ်လို့ထင်နေတယ်အနှစ်ကိုတော့အနှစ်မဟုတ်ဘူးလို့မြင်နေတယ်အဲ့ဒါလို့အတွေးလဲနေတဲ့ပုဂ္ဂိုလ်ဟာအနှစ်သာရကိုဘယ်တော့မှမရဘူးဆိုတာဒါသင်ကြားချက်ကလေးတစ်ခုပဲရသော်ဘုရားသင်လိုက်တာမှတ်လိုက်ပြီနော်တို့တွေအတွေးလွဲလို့မရဘူးမှန်ကန်တဲ့အတွေးတွေးနိုင်မှအနှစ်သာရရမယ်ဒီသဘောတရားကိုကြားလိုက်ရတဲ့အခါကျတော့ကိုယ့်ကိုစဉ်းစားလာတယ်ငါနေ့စဉ်နဲ့စီးပွားရှာနေတာတွေကအနှစ်တွေလားသာဝနေငါရှာနေတာအနှစ်သာရဟုတ်ကဲ့လားငါလှုပ်တဲ့ထဲကဘာကအနှစ်သာရလဲမနေ့မိုးလင်းကနေညအထိအောင်ငါတို့လှုပ်နေကြတယ်ဘယ်ဟာအနှစ်သာရလဲဆိုတာသဘောပေါက်လာမှာပေါ့ဘယ်လိုမဟုတ်ဘူးဆိုရင်အကာကိုအနှစ်ထင်နေမှာအကာကိုအနှစ်ထင်နေလို့ရှိရင်မကြခင်ပြစ်ခဲ့ရတာလေမုံရမြို့မှာလည်းပဲနေ့စဉ်ပစ္စည်းဥစ္စာတွေဘလောက်ပဲရှာသွားမျက်စိနှလုံးမိတ်ရင်ပိုင်သေးရဲ့လားမျက်စိနှလုံးမိတ်လိုက်တာနဲ့ပိုင်ဆိုင်ခွင့်နေအကုန်လုံးဆုံးရှုံးသွားပြီနော်ဘယ်သူမှလိုက်ပေးမှာမဟုတ်ဘူးရှိတာချွတ်ယူလိုက်အောင်မှာမျက်စိနှလုံးလေးပွင့်နေတော့သာပိုင်ဆိုင်တယ်ငါပိုင်တယ်ငါပိုင်တယ်လို့ရှားဓုလေးလည်းရှိနေတော့သာပိုင်ဆိုင်တယ်ရှားဓုအာနာစိစိမ်ဥစ္စာဆိုတာအသက်ထင်ရှားရှိတဲ့အချိန်လေးပဲပိုင်တာမျက်စိနှလုံးမှိတ်ပြီးတော့ဆင်းသွားပြီဆိုတာနဲ့တပြိုင်နက်တစ်ခုမှမပိုင်ဆုံးရှုံးသွားပြီဆိုအတိုင်းအတာတစ်ခုဟာအဲ့ဒီမှာဆုံးသွားပြီးသွားပြီကိုလိုချင်တာရသေးရဲ့လားအဲ့ဒီနောက်မှာနောက်ဆုံးကိုယ်ခန္ဓာကိုယ်တောင်မှအိမ်မောကြာကြာထားမှာမဟုတ်ဘူးနော်အေးချမ်းတဲ့နေမြေကိုပို့လိုက်မှာအဲ့ဒီလိုရောက်တော့မှာနော်အိမ်မောလာပြီးတော့6လုံးရင်လည်းဘုန်းကြီးပင့်ပြီးတော့ပရိနဲ့ထုတ်အောင်မှာမပိုင်တော့ဘူးဆိုတာသိချတာကိုပြောတာနော်အဲ့တော့အဲ့ဒါတွေကအနှစ်သာရလားလို့ဆိုဘယ်ဟုတ်မှာတော့ကိုယူသွားလို့မရတာတန်ဖိုးမှမဟုတ်တာအဲ့ဒါမသိခင်လေးတော့ဟုတ်တယ်မသိခင်လေးတော့ပတ်စံရှိတယ်ဆိုဂုံရှိတည်ရှိဖြစ်တယ်မရှိခိုးနိုးမလှဆုံးယိုးဆိုရယ်လူလောကကြီးกว่าမလှဘူးဆိုရင်စုံတတ်တယ်လို့ထင်တာတဲ့အဲ့တော့လှအောင်လည်းပြုပြင်ကြအောင်မရှိရင်လည်းခိုးနိုးကိုယ်အိမ်လာလဲတာတော့ငါပစ္စည်းခိုးမလို့လာလားလို့ဖေကထင်ရောက်တယ်မရှိရင်တိုင်းပြည်နဲ့ခြေပြောပဲဆိုလို့ရှိရင်ဆင်းရဲတဲ့နိုင်ငံဆိုဝိုင်းနှိပ်တယ်အဲ့ဒါသတိထားဖို့နော်ချမ်းသာတဲ့နိုင်ငံဆိုမပြောဘယ်သူမှမပြောဆင်းရဲတဲ့နိုင်ငံဆိုဝိုင်းပြီးတော့ဖိမြေနေရပါတယ်တော့လှမ်းအေးအဲ့ဒါမျိုးမဖြစ်အောင်ဘုရားဘာသာဝင်သူတော်စင်တွေကြွယ်ဝချမ်းသာဖို့ရအတွက်ကြိုးစားဖို့ဒါလည်းလိုအပ်တယ်ပေါ့နော်တန်ဝေယတရားကြီးပဲဖြစ်ပြီးတော့ရှိတ်တာကြီးလည်းခဏခဏမဝင်နဲ့အောင်ပေါ့စီးပွားလေးလည်းလောက်အောင်မှာပဲဖြစ်တယ်စီးပွားလောက်တာကိုအပြစ်လို့မပြောဘူးမြတ်စွာဘုရားကိုယ်တိုင်ကအေးမင်းတို့လူဖြစ်လာလို့ရှိရင်မျက်စိနှလုံးရှိရမယ်တဲ့မျက်စိတစ်လုံးကဘာလို့ဆိုရင်စီးပွားရှာရတဲ့မျက်စိနောက်မျက်စိတစ်လုံးကဘာလို့ဆိုရင်ကိုချင်းတရားမျက်စိဒီနှစ်ခုပြည့်စုံရင်ပြီးလူဘဝနော်မြတ်စွာဘုရားကစီးပွားရှာတာကအနှစ်သာရမဟုတ်သေးဘူးအနှစ်သာရကကိုချင်းတရားမှာဆို
နှစ်ခုစလုံးရစေခြင်းစီးပွားပဲရှာပြီးတော့ကိုကျင်တရားပြက်ပြားနေမယ်ဆိုရင်အနှစ်သာရဘာမှမရနိုင်ဘူးဒါကြောင့်မို့နှစ်ဖက်စလုံးရအောင်အမြင်နှမျိုးနဲ့လုပ်ရမယ်ဘက်စုံကြိုးစားရမယ်ဆို eye for economy ဆို economy နဲ့ပတ်သက်လာတယ်စီးပွားဥစ္စာပေါ်မှာလည်းမျက်စိရှိရ eye for morality morality နဲ့ပတ်သက်တဲ့မျက်စိလည်းရှိရနှစ်ခုအဲ့ဒါမှလူဘဝမှာပြည့်စုံတယ်လို့မြတ်စွာဘုရားဟောတာနော်အဲ့ဒီမျက်စိနှလုံးမပါဘူးဆိုရင်ပဂတိမျက်စိနှလုံးမရှိတဲ့လူကိုမျက်မမြင်လို့ခေါ်ကြတယ်မျက်မမြင်သူခန်းဆိုပြီးခေါ်ကြတယ်တလုံးပြည့်နေလို့ရှိရင်လည်းဒုက္ခိတလို့ပြောတယ်ကိုကျင်တရားပြည့်ပြီးစီးပွားဥစ္စာတစ်မျိုးတည်းရှာလို့ရှိရင်တလုံးပြည့်နေတာနဲ့တူတူပဲအော်နှလုံးစလုံးပြည့်စုံအောင်ကြိုးစားဖို့မြတ်စွာဘုရားကိုယ်တိုင်ကဟောတာတချို့ကလည်းအတွေးလွဲတယ်စီးပွားရှာတာပဲငရဲကြည့်သလိုလိုတွေးကြတယ်စီးပွားရှာတာကိုတချို့ကလောဘဖြစ်တယ်လို့ရှာလောဘဆိုတာစီးပွားရှာမရှာဖြစ်နေမှာပုထုဇဉ်ဆိုလောဘတော့ရှိတယ်စီးပွားဥစ္စာရှာတာစီးပွားဥစ္စာဖြစ်တာလောဘကြောင့်ဖြစ်တယ်ဆိုပြီးလောဘသွားပြီးတော့ချီးမွမ်းနေမချီးမွမ်းနဲ့ economy ဆိုတာလောဘမဟုတ်ဘူးပညာစီးပွားရှာရတာကပညာကြိုးစားတာကဝိရိယလောကလူတွေချမ်းသာကြွယ်ဝတယ်ဆိုတာကံရဲ့အထောက်အကူပေါ်မှာကြည့်ပြီးတော့ပညာနဲ့ဝိရိယအသုံးချလို့ချမ်းသာတာဒါပေမဲ့တချို့လူတွေကလောဘကြောင့်ချမ်းသာတယ်လို့ထင်တာလောဘကြောင့်ကတော့မချမ်းသာဘူးလောဘကြောင့်ဆိုရင်တခိုးတပြပဲဖြစ်မယ်လောဘကသူများပစ္စည်းရကြနာပဲရှိတယ်လေသူရှာရတာမှမဟုတ်တာဘူးအဲ့ဒါကြံ့ကြံ့ဖမှန်ကြောက်တဲ့လူကရှိသေးတယ်စီးပွားရှာလို့ရှိရင်လောဘနဲ့စီးပွားရှာတာမို့ငရဲကြီးတယ်လို့ထင်သေးတယ်မကြီးပါဘူးပုရုဇဉ်ဆိုတာတော့အကုသိုလ်တော့ရှိတာအကုသိုလ်ရှိတိုင်းငရဲကြတယ်လို့မှမဟုတ်တာဒါမို့အကုသိုလ်ကိုခွဲတဲ့ပါယကပနိယအပယ်ချတဲ့အကုသိုလ်ကတစ်မျိုးအနပါယကပနိယအပယ်မချတဲ့အကုသိုလ်ကတစ်မျိုးအပယ်ကိုကြစေနိုင်တဲ့အကုသိုလ်မှာအပယ်ကိုချတာနော်ခဏလိုသူများတက်တွေတတ်တယ်သူများဥစ္စာခိုးတယ်ဆိုတာတွေကြတော့အပယ်ကြစေနိုင်ငါးပါးသီလလုံလို့ရှိရင်အပယ်ကြဖို့မရှိဘူးပေါ့နော်လောဘရှိုံနဲ့တော့အပယ်မကြဘူးစီးပွားဥစ္စာရှာတယ်ရလာတဲ့စီးပွားဥစ္စာကကုသိုလ်ကောင်းမှုလုပ်လိုက်မယ်ဆိုလို့ရှိရင်ဓာတ်ပြည့်တောင်ရောက်သွားလိမ့်ဦးမယ်နော်ဒါကြောင့်မို့ကိုကျင်တရားလဲကောင်းမွန်မျက်စိနှလုံးရှိရမယ်အဲ့ဒီပညာရက်ကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားတတ္တာသီလသုတ္တစာကပညာအဲ့ဒီချင်း၅ရက်လူတွေမှာရှိနေဖို့လိုတယ်အဲ့ဒီချင်း၅ရက်ကိုလည်းကုသိုလ်လို့ခေါ်တာပဲနော်အဲ့ဒီတရားတွေရှိနေဖို့လိုအပ်တယ်အဲ့ဒါတွေကိုယ်တဏ္ဍာမှာရပြီဆိုတော့မှအနှစ်သာရဆိုတာရှိတယ်မောရမြို့မှာလည်းဆူတော်မြတ်မြတ်စွာဘုရားရှိတယ်နောက်ဘုရားတဆူကဘာဘုရားလဲရွှေစည်းကိုလူတွေကထင်လိုက်မယ်ဆူတော်ပြည့်သွားဆူတောင်းမှပြည့်မှာရွှေစည်းကုန်ရရင်ဆူတော်မပြည့်ဘူးလို့ထင်အောင်ထင်တယ်လူတွေကနာမည်ပေးထားတယ်ဘုရားနဲ့မဆိုင်ဘူးဆူတော်ပြည့်တာမပြည့်တာဘုရားနဲ့မဆိုင်ဘူးဆူတော်ပြည့်ခြင်းမပြည့်ခြင်းခုနပြောတဲ့အရေးချင်း9ရက်နဲ့ဆိုင်တယ်ဆူတော်ပြည့်ခြင်းရင်ရွှေစည်းကုန်ဘုရားမှာတောင်းဆူတော်ပြည့်ဘုရားမှာတောင်းတတ္တာရှိမယ်သီလရှိမယ်သုဒ္ဓရှိမယ်စာဃရှိမယ်ပညာရှိမယ်ဆိုရင်ဆူတော်ပြည့်တယ်မေဇိမာနိကေသင်္ခါရုပပတ္တိသုံးပါမြတ်စွာဘုရားဟောထားတာเนาะအဲ့ဒါဒီချင်း9ရက်ရှိရင်ဆူတော်ပြည့်တယ်အဲ့တော့ဆူတော်ပြည့်တယ်လူတွေကဆူတော်တော့ပြည့်ချင်ကြတယ်အလုံးကဆူတော်ပြည့်ချင်ဆူတော်ပြည့်ချင်အလကားတော့ပြည့်မှာမဟုတ်ဘူးဒီ9ခုပြည့်အောင်လုပ်ဖို့လိုတယ်အဲ့ဒါလူ့ဘဝရဲ့တန်မိုးတွေပဲအနှစ်သာရတွေပဲလို့သိဖို့လိုတယ်ပေါ့နော်အဲ့ဒီအနှစ်သာရကိုရအောင်ယူဖို့ဆိုပါစို့စီးပွားဥစ္စာတွေကအနှစ်သာရမဟုတ်သေးဘူးကိုချင်းတရားကအနှစ်သာရဖြစ်တယ်စီးပွားဥစ္စာရှာလို့ရလာတဲ့စီးပွားဥစ္စာကလူလို့တန်းလို့ဖြစ်လာတယ်အခုလိုဘုဗိမာန်ကြီးတစ်ခုဖြစ်ပေါ်လာပြီးသာသနာတော်ကိုဒီအဆောက်အုံကြီးနဲ့ပူဇော်လိုက်ရပြီဆိုတဲ့အခါမှာရှင်ထဲကပီတိတွေဖြစ်လာတယ်အဲ့ဒါကအနှစ်သာရဒါနကုသိုလ်ကအနှစ်သာရဖြစ်သွားတယ်ကို
ကိုရှာထားတဲ့ပစ္စည်းကအနှစ်သာရမဟုတ်သေးဘူးဒါနကောင်းမှုလုပ်လိုက်ရင်အနှစ်ဖြစ်သွားပြီဒါကြောင့်မို့ပစ္စည်းဥစ္စာဆိုတာတဲ့ပိဿနံဝေရဏံသာဒရဏဘာဝေနအတ္တရတဓနတဒါနံတာရောဆိုပြီးတော့ဘုရားလောင်းသူတော်ကောင်းတွေကမှန်ကန်တဲ့အတွေးနဲ့တွေးလိုက်တာပစ္စည်းဥစ္စာဆိုတာတဲ့ရံမျိုး၅ပါးနဲ့ဆက်ဆံနေတယ်ရှင်မင်းမင်းခိုးသူမချစ်မနေတဲ့တော့မွေကသားဆိုသမီးဆိုတို့ဖြည့်ဆည်းလို့ရှိရင်ဒီပစ္စည်းတွေကပြတ်သွားတယ်ဒါကြောင့်မို့ရံမျိုး၅ပါးကြောင့်ပျက်စီးသွားနိုင်တဲ့ပစ္စည်းတွေကြပျက်စီးသည့်အတွက်ကြောင့်အနှစ်သာရအခိုင်မာတယ်လို့ပြောလို့မရဘူးတဲ့ခိုင်မာခြင်းဘာလို့ရမလဲဆိုရင်အဲ့ဒီပစ္စည်းတွေကနေပြီးဒါနကောင်းမှုပြုလိုက်လို့ရှိရင်အဲ့ဒီဒါနကုသိုလ်စေတနာကြတော့ခိုင်မာသွားပြီလို့သူဆိုလို့တယ်နော်အဲ့ဒါကိုယ်ပိုင်သွားတာလဲဒါပဲတင်ညိတတတကံဟောတိတင်ဆအာရယခိစတိကိုလုံးလိုက်တဲ့ကုသိုလ်တရားဟာကိုယ်ပိုင်ဖြစ်သွားပြီတော့ဘဝတန်တရားမှာလဲဒါပါသွားမှာပဲဖြစ်တယ်ပေါ့ခန္ဓာကိုယ်ကြီးဟာယောဂဝေဒနာတွေရှိလို့အနှစ်သာရမဟုတ်ဘူးသို့တော့ဒီခန္ဓာကိုယ်ကြီးကိုငဲ့ညာမနေပဲနဲ့ထမင်းစားရမစားရခရုမဆိုင်ပဲနဲ့ဥပုံလေးဆိုဥပုံစားလိုက်တယ်ဘုရားရှိခိုးတယ်တန်ဃာတော်တွေတွေ့ရင်လည်းဟုတ်ချီတယ်ကိုယ်ကာယကိုအကြောင်းပြုပြီးတော့ရှိခိုးဝချတယ်ဝေယဝိဆတွေလှုပ်တယ်ခန္ဓာကိုယ်အသုံးချပြီးလှုပ်လိုက်တယ်ဆိုရင်ခန္ဓာကိုယ်ကရလိုက်တဲ့အနှစ်သာရတွေလို့ဆိုလိုတယ်ပေါ့နော်ခန္ဓာကိုယ်ကရလိုက်တဲ့အနှစ်သာအသက်ရှင်နေတဲ့အချိန်ရနိုင်တဲ့အနှစ်သာရတော့ဝိပဿနာတရားအထောက်အမှာပဲဖြစ်တယ်ပေါ့အဲ့ဒါလို့အနှစ်သာရကိုသိပြီးတော့အနှစ်ကိုယူတတ်ဖို့လိုအပ်တယ်အနုမို့ဆိုဘဝခရီးဆိုတာဆုံးသက်သွားမှာပဲတဖြည်းဖြည်းကြီးလာတာလူဆိုတာနော်တနေ့ပြီးတနေ့အရွယ်ကကြီးလာလဲကိုယ်ကြီးလာတယ်ဆိုတာကိုသတိထားဖို့လိုအပ်တယ်ပေါ့နော်အရွယ်အလျော်စွာတတိတွေကတော့ပေးနေတာပဲသို့တော့လူတွေကရက်ရွှေနေရွှေနေကြတာခေါင်းပေါ်ကဆိုရင်လေးဖြူပြလိုက်တာအဲ့ဒါတတိပေးတာသွားလေးတစ်ချောင်းနဲ့ပြလိုက်တာလည်းတတိပေးတာပေလေးတွန့်ပြတာလည်းတတိပေးတာမဲတတိပေးဖြူမလားဟဲ့ဆိုအနဲ့တောင်ဆိုးချလိုက်သေးနော်တတိပေးတာကိုခီးမဆိုင်ဖက်နဲ့ပြင်အန်တုလိုက်သေးတာပေတွန့်လည်းပဲဘိုးတောက်ဆွဲဆေးထိုးပြီးတော့တင်းအောင်လုပ်လိုက်သွားကျွေးလည်းပဲသွားဆိုင်ရှိတယ်သွားဆိုင်ပလိုက်မယ်အန်တုတာအေးတဘာဝတရားကိုတွေးလာပြီဆိုလို့ရှိရင်တံဝေကဉာဏ်ဖြစ်ရမယ်အဲ့ဒါအနှစ်သာရပဲတံဝေကဉာဏ်မဖြစ်ဘူးဆိုရင်အနှစ်သာရမရလိုက်ဘူးသူကတော့ပြနေတာပဲအဲ့ဒါလို့ပြနေတဲ့အပေါ်မှာကိုယ်ဟာဆင်ញင်သုံးသပ်တတ်ဖို့ဒါကြောင့်မို့မြတ်စွာဘုရားကဒီဒေသနာတော်မှာတမ္မာမိစ္ဆာသင်္ကပ္ပခောစရာမမရွင်တွေးတောဆင်ခြင်တတ်တဲ့ပုဂ္ဂိုလ်တွေအတွေးလွဲတဲ့ပုဂ္ဂိုလ်တွေဟာအနှစ်သာရမဟုတ်တာကိုအနှစ်သာရလို့ထင်နေတယ်အနှစ်သာရဟုတ်တဲ့အရာကိုတော့အနှစ်သာရမဟုတ်ဘူးလို့ပြောင်းပြန်ထင်တယ်အဲ့ဒါလို့အတွေးလွဲနေတဲ့ပုဂ္ဂိုလ်ဒီအနှစ်သာရဘယ်ဟာမှမရဘူးတဲ့အဲ့တော့ဘုန်းကြီးတို့တွေနေစဉ်ဟာရှားနေကြတာကဥစ္စာဒနာပြုစုလုပ်ကျွေးနေကြတာကိုယ်ကာယဟုတ်မနေဘူးလားနော်ရှားတာကပစ္စည်းဥစ္စာရှားပြီးတော့ဘယ်သူကိုပြုစုနေတာတော့ဆိုရင်ခန္ဓာကိုယ်ကြီးကိုပြုစုနေကြတယ်အဲ့ဒီနှစ်ခုစလုံးဟာအနှစ်သာရတစ်ခုမှမဟုတ်ဘူးအချိန်တန်ရင်သွားမဲ့ဟာတွေကြီးပဲကုန်ချိန်တန်သွားရုံနဲ့မကဘူးကိုမျက်စိနှလုံးမိတ်လိုက်ရင်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားပြီနောက်ဘဝလည်းပါမှာမဟုတ်ဘူးတစ်ခုမှမပါဘူးကရောကတောင်ထဲကြသေးလားမသိဘူးကရောကထဲเสียလဲမက်ဆီလည်းမရှိတော့နော်မက်ဆီမထိစက်ကူထဲလိုက်ပြန်တော့လည်းမရဘူးအဲ့တော့ပ
စ္စည်းဥစ္စာဆိုတာလည်းအနှစ်သာရမဟုတ်ဘူးကိုယ်ကာယဟာလည်းအနှစ်သာရမဟုတ်ဘူးအဲ့ဒီအနှစ်သာရမဟုတ်ဘူးလို့သိလိုက်တာနဲ့တပြိုင်နက်ဟာငါတို့အနှစ်သာရတော့ရအောင်လုပ်မှာပဲအနှစ်သာရကိုရအောင်လုပ်တဲ့အနေနဲ့အခုလိုဝိနည်းဓမ္မဗိမာန်တော်ကြီးဟာဒါအနှစ်သာရကိုသိလို့လုပ်လိုက်တဲ့သဘောပဲနော်စုပေါင်းအားနဲ့တည်ဆောက်လိုက်ကြတယ်လှူလိုက်ကြတယ်နေ့စဉ်နဲ့များလဲတန်ဃာတွေဆွမ်းကကြွလာရင်ဆွမ်းလောင်းကြတယ်ကိုစားတဲ့ထဲကတလုံးတစုပ်ဆွမ်းလောင်းတယ်လှူကြတယ်တန်းကြတယ်အဲ့ဒါတွေဟာဒါတွေကတကယ်ဒါနကောင်းမှုကအနှစ်သာရဖြစ်တယ်နေ့စဉ်နဲ့မြတ်ဘုရားကမှာဘုရားကိုရှိခိုးဝါချပြီး၅ပါးသီလစောင့်တည်ကြတယ်အဲ့ဒါကအနှစ်သာရလို့သိဖို့လိုတယ်ပေါ့နေ့စဉ်နဲ့မြတ်မိမိရဲ့ဝါသနာအားလျော်စွာကမ္မထာနှလုံးသွင်းနေဆင်ញင်နေတရားထိုင်နေအဲ့ဒါကအနှစ်သာရကျန်တာအနှစ်သာရမဟုတ်ဘူးတဲ့အနှစ်သာရဆိုတာကြာရှည်ခိုင်ပြီးတော့တမိုးကြည့်တဲ့အရာကိုခေါ်တာနော်ကြာရှည်လဲခိုင်ရမယ်တမိုးလဲကြည့်ရမယ်အဲ့ဒါမှအနှစ်သာရလို့ခေါ်ကြာရှည်လဲမခိုင်ဘူးတမိုးလဲမကြည့်မဘူးဆိုလို့ရှိရင်အကာလို့ခေါ်တယ်အကာနဲ့အနှစ်ကွဲကွဲပြားပြားသိပြီးတဲ့အခါမှာအကာပေါ်မှာမမောမနေပဲနဲ့အနှစ်ရအောင်ယူကြဖို့တရားနာလဲရတယ်ဆိုရင်ကိုနားလေးကိုသုတဆိုတာအတွက်ပညာအတွက်အသုံးချကြတာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့တခြင်းနားထောင်နေမယ်ဆိုလို့ရှိရင်ရထားတဲ့အနှစ်သာရလေးကဒီသုတတမိုးရှိတဲ့အရာမဟုတ်တော့ဘဲနဲ့ဖြစ်သွားနိုင်တယ်ပေါ့တရားနာလဲရတဲ့အသည့်နဲ့တခြင်းနားထောင်တဲ့ဟာမတူဘူးလေတခြင်းနားထောင်လို့ရှိရင်လူကခုံပေါက်လာတာမြူးကြွလာနော်လောဘတွေတက်လာတယ်ဒေါသတွေတက်လာတယ်ဒါတခြင်းလိုက်ပေါ့လေရှင်တဲ့နှလုံးထဲမှာပြောလာတယ်မြူးချင်လာတယ်ခုံပေါက်ချင်လာတယ်လက်တွေမြောက်ချင်လာတယ်ဆိုတော့အဲ့ဒါတွေကစိတ်ယူပေါက်သွားတာလို့ခေါ်တယ်အဲ့ဒါလိုတွေဖြစ်သွားတယ်အဲ့ဒါလိုဖြစ်သွားတယ်အဲ့တော့တရားနာလိုက်တဲ့အခါတိတ်ဆိတ်ငြိမ်သက်ပြီးအသိပညာတွေရသွားတယ်အဲ့ဒီအသိပညာတမိုးမဖြတ်နိုင်အောင်ရတယ်လို့ဒီလိုပဲဆိုပါနော်အေးမှန်ကန်တဲ့အတွေးနဲ့တွေးပါလို့မြတ်စွာဘုရားဓမ္မတိတဘာဝရဒေသနာတော်မှာမှားယွင်းနေတဲ့အတွေးတွေရှိလို့ရှိရင်အနှစ်ကိုဘယ်နည်းနဲ့မှမရနိုင်ဘူးတဲ့မှန်မှန်ကန်ကန်စဉ်းစားတတ်တယ်မှန်မှန်ကန်ကန်စဉ်းစားတတ်တယ်ဆိုတာအနှစ်သာရကိုအနှစ်သာရလို့သိတယ်အနှစ်သာရမဟုတ်တာကိုအနှစ်သာရမဟုတ်ဘူးလို့သိတယ်ကြည့်ခုနတွေပဲပစ္စည်းဥစ္စာကအနှစ်သာရမဟုတ်ဘူးကိုရထားတဲ့ခန္ဓာကိုယ်ကြီးကအနှစ်သာရမဟုတ်ဘူးအနှစ်သာရကဘာလို့ဆိုရင်ပစ္စည်းဥစ္စာကိုအကြောင်းပြုပြီးရလိုက်တဲ့ဒါနကောင်းမှုအနှစ်သာရခန္ဓာကိုယ်ကြီးကိုအကြောင်းပြုပြီးစောင့်စည်းလိုက်ရတဲ့သီလတရားအထုတ်လိုက်ရတဲ့ကမ္မဋ္ဌဘာဝနာလုပ်လိုက်ရတဲ့ဝေယဝိသကုသိုလ်တွေဒါတွေကသာအနှစ်သာရလို့ဒီလိုဆိုလို့တယ်ပေါ့နော်အဲ့တော့အဲ့ဒီအနှစ်သာရကိုကိုရအောင်ယူရမယူဘူးဆိုလို့ရှိရင်ကိုဟာတဘဝတခန္ဓာနဲ့အနှစ်သာရမရလိုက်ပဲနဲ့အဆုံးသတ်သွားမှာပဲအဆုံးကတော့တတ်မှာပဲအနှစ်သာရရသည်ဖြစ်စေမရသည်ဖြစ်စေအနှစ်မရပဲနဲ့အဆုံးသတ်သွားလို့ရှိရင်ဒီလိုအနှစ်ရှာလို့ရတဲ့အခွင့်ကောင်းကြီးဟာနောင်ဘယ်တော့မှကြုံမလဲမလွယ်ဘူးပေါ့နော်အဲ့ဒါကြောင့်မလို့အနှစ်သာရရှိအောင်ကိုယ့်ကိုအစဉ်အမြဲတတိထားပြီးတော့ကြိုးစားအထောက်ပါလို့ရသော်ဗျာဒီဒေသနာတော်မှာဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့နော်အခုလိုဓမ္မဗိမာန်တော်ကြီးဆောက်လိုက်ရတဲ့အခါမှာငွေအားလူအားလုံအားတွေနဲ့အလုံးပေါင်းစားလိုက်တဲ့အခါကျတော့ဒီလိုဓမ္မဗိမာန်ကြီးဖြစ်လာတယ်အဲ့ဒီဓမ္မဗိမာန်ကြီးကဘာကိုအကျိုးပြုနေတယ်လဲအခုစဉ်းစားကြည့်ခုလိုဝိနည်းဗိမာန်တော်ကြီးပေါ်လာသည့်အတွက်ကြောင့်သာသနာတော်ရဲ့အသက်တပွဲဖြစ်တဲ့ဝိနည်းကျမ်းဂန်ကိုဟောဒီဓမ္မဗိမာန်တော်ကြီးထဲမှာကြက်မှတ်ပြန်ဆိုကြတယ်ဆိုတာမြတ်စွာဘုရားရဲ့နှုတ်တော်ကထုတ်ဖော်ဟောကြားထားတဲ့တရားတွေဒီအဆောက်အဦကြီးထဲမှာရောက်ရှိလာတယ်ဆိုတဲ့အဓိပ္ပာယ်ပဲ
နော်တတော်တရားမြတ်စွာဘုရားကိုရည်စူးပြီးတော့ဒီဗိမာန်တော်ကြီးထဲမှာမြတ်စွာဘုရားရဲ့ရုပ်ပွားတော်တည်ထားတယ်အဲ့တော့ကိုယ်စိတ်ထဲကမှန်းပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့တတော်တရားဂုဏ်ကျေးဇူးကိုမှန်းပြီးတော့ရုပ်ပွားဆင်းတုတော်ပူဇော်လိုက်တဲ့ဖြင့်ဒီဝိနည်းဗိမာန်ကြီးထဲမှာဘုရားကိုရောတိုင်းသတင်းသုံးတယ်လို့လည်းဆိုနိုင်တယ်တနည်းအားဖြင့်ဒီဗိမာန်တော်ကြီးထဲမှာမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုဟောတယ်နာယူတယ်သင်ကြားတယ်ပို့ချတယ်ဆိုရင်ဓမ္မယေရဏဟာဒီဗိမာန်တော်ကြီးတွင်ရောက်လာတယ်ဓမ္မယေရဏရောက်လာသည့်အတွက်ကြောင့်မြတ်စွာဘုရားလည်းပဲဒီဗိမာန်ထဲမှာရောက်လာတယ်တန်ဃာတွေရောက်လာသည့်အတွက်ကြောင့်တန်ဃာတွေနေထိုင်ခြင်းအပြင်တန်ဃာတွေရဲ့ယင်နဲ့နှလုံးထဲမှာရှိတဲ့တရားတွေရောက်လာတယ်အဲ့ဒီတရားရောက်လာလို့ရှိရင်မြတ်စွာဘုရားကတရားဆိုတာဖရာပဲလို့ပြောခဲ့တယ်လေရှင်ဝက်ကလေးကိုတောင်မှမြတ်စွာဘုရားကယောဓမ္မပတ္တိသောမပတ္တိဓမ္မကိုတွေ့မှငါ့ကိုတွေ့မှမင်းဓမ္မကိုတွေ့မှငါ့ကိုတွေ့မှငါနဲ့တွေ့မှလဲဓမ္မဆိုတာသိမှလို့ရှင်နန္ဒာကိုမှားခဲ့တဲ့စကားတစ်ခုဆိုရင်ငါပြိဋိဘံဆံသွားလို့ရှိရင်ငါဟောခဲ့တဲ့ဝိနည်းပြညတ်ခဲ့တဲ့ဝိနည်းနဲ့ဟောခဲ့တဲ့ဓမ္မတွေဟာမင်းတို့ရဲ့ဆရာပဲဆိုရင်မြတ်စွာဘုရားက successor အနေနဲ့ယာတုဆက်ခံဖို့ရပုဂ္ဂိုလ်ကိုမရွေးခဲ့ဘူးဓမ္မဝိနည်းကိုသာရွေးခဲ့တာဖြစ်တယ်အခုခေတ်ကျတော့လူကိုပဲရွေးကြတယ်လေသမထတူငြိမ်းစားယူသွားရင်နောက်သမထပုဂ္ဂိုလ်ပဲမဟုတ်လားဥက္ကဋ္ဌတယောက်ငြိမ်းစားယူသွားရင်နောက်တက်တဲ့လူကလည်းဥက္ကဋ္ဌပဲမဟုတ်လားအဲ့ဒါလူလောကလူတွေကတော့ပုဂ္ဂိုလ်ပဲရွေးတာမြတ်စွာဘုရားကပုဂ္ဂိုလ်ကိုမရွေးခဲ့ဘူးဓမ္မကိုပဲရွေးခဲ့တယ်ဒါကို successor လို့ခေါ်တယ်ယာရုဆက်ခံသူမြတ်စွာဘုရားယာရုဆက်ခံတာဘယ်သူလဲလို့မေးရင်ဓမ္မဝိနည်းအခုဝိနည်းစာတော်ပြန်မွေးကြီးကျင်းပနေတယ်နေ့ပြန်ရဆိုပြီးတတ်ပြီအဲ့ဒီဝိနည်းစာတော်ပြန်မွေးဟာမြတ်စွာဘုရားမိန့်ခဲ့တဲ့စကားတိုင်းဆိုလို့ရှိရင်ဖျားပဲမြတ်စွာဘုရားငါမရှိလို့ရှိရင်ငါပြည့်ညတ်ခဲ့တဲ့ဝိနည်းငါဟောခဲ့တဲ့ဓမ္မတွေဟာမင်းတို့ရဲ့ဆရာပဲလို့ဆိုပြီးဓမ္မဝိနည်းကိုခြံထားခဲ့တာဖြစ်တယ်ပေါ့အဲ့တော့ဘုရားနဲ့တို့မတွေ့လျက်ဘူးလို့စိတ်ပြည့်အားငယ်ဖို့ရလည်းမလိုဘူးမြတ်စွာဘုရားကဓမ္မရှိတယ်လို့ပြောထားခဲ့တယ်နော်ဒါမို့မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဓမ္မတွေရှိနေသည့်အတွက်ကြောင့်ဘုရားနဲ့တို့တွေတွေ့ရတယ်လို့ဘုရားတရားတွေကိုကြားနာရခြင်းအပြင်ဘုရားနဲ့တွေ့ရခြင်းပဲဖြစ်တယ်ပေါ့သို့တော့ကိုကဒီတရားအတိုင်းလိုက်နာကျင့်သုံးဖို့လိုအပ်တယ်ပေါ့အဲ့ဒါလို့မလုပ်ဘူးဆိုရင်တရားရဲ့အနှစ်သာရသိပါမလားမသိဘူးတရားမပြောနဲ့ထမင်းဟင်းတောင်မှပဲရှေ့မှာပွဲပြင်ထားရုံနဲ့ထမင်းဟင်းရဲ့ရတာသိမှာမဟုတ်ဘူးစားမှသိမှာပေါ့အဲ့တော့ကိုယ်ကိုယ်တိုင်အသုံးချဖို့ရအမြဲတမ်းအရေးကြီးတယ်လို့သူဆိုလိုတယ်အဲ့ဒါလို့အသုံးချလိုက်တဲ့အခါမှာအမြဲတမ်းအနှစ်သာရရှိတဲ့အရာတွေကိုတွေ့ကြရကြုံကြရရရှိနိုင်ကြတာပဲဖြစ်တယ်ပေါ့အေးအခုလို့အာဝါဒဒါနဆိုတာနဲ့ပတ်သက်ပြီးတော့အနှစ်သာရတွေဘယ်လိုရလိုက်တယ်ဆိုတာကိုစဉ်းစားကြည့်ရအောင်မြတ်စွာဘုရားကအကျိုးတရားကိုဟောတယ်လို့ဆိုတဲ့အခါမှာဒီအဆောက်အဦကဘာကိုအကျိုးပြုတယ်လဲအခုကြည့်ပြင်ဘက်မှာဆိုရင်အေးနေတယ်အဆောက်အဦထဲမှာကျတော့မနှွေးဘူးလားနှွေးတယ်အပြင်ဘက်မှာဆိုချင်းနေကြိုက်မယ်ဒီထဲမှာဆိုချင်းမကြိုက်ဘူးလေတိုက်မယ်ဆိုရင်လေတံခံရမယ်မိုးရွာမယ်ဆိုရင်မိုးဆုံမယ်ဒီဆောက်ဦးထဲမှာနေမိုးရွာခြင်းတော့ရွာလေတိုက်ခြင်းတော့တိုက်ဆောက်ဦးထဲနေတဲ့လူကလုံခြုံစိတ်ချမနေရဘူးလားအဲ့ဒါအဆောက်ဦးတစ်ခုကကိုယ်ဘာလုပ်ပေးတယ်လဲလို့မေးကြည့်လိုက်လို့ရှိရင်အဆောက်ဦးတစ်ခုသည်လေနပုံခိုးစရာတစ်ခုဖြစ်လာတယ်လောကလူသားတွေဟာလူဘဝရလာပြီဆိုလို့ရှိရင်အသက်ရှည်ပြီးအသက်တန်းစိတ်အောင်နေနိုင်ဖို့ရအတွက်အထောက်အကူ၄ရက်လိုအပ်တယ်လူပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်ပစ္စည်း၄ပါးလို့ပြောတာနော်
လူလည်းပဲပစ္စည်း၄ပါးပါဘုန်းကြီးတွေမှပစ္စည်း၄ပါးမဟုတ်ပါဘူးလူတွေလည်းပစ္စည်း၄ပါးနဲ့နေရတာပဲရရှိပုံသာမတူကြတာလေပစ္စည်း၄ပါးဆိုတာအသက်ရှင်ဖို့အတွက်ဘာရှိရမလဲစားစရာရှိရမယ်ဝတ်စရာရှိရမယ်နေထိုင်စရာအိမ်ရှိရမယ်မကျန်းမာရင်ဆေးဝါးရှိရမယ်ဒါ၄ခုပစ္စည်းဆိုဒီမှာအသက်ရှင်ဖို့အတွက်အထောက်အကူလို့ပြောတာနော်အဲ့ဒီ၄ခုထဲမှာစားစရာရဲ့ဝတ်စရာရဲ့အကုန်ကြတဲ့လောက်ကြီးမများဘူးခဏခဏလည်းစားရမယ်အဝတ်ကလည်းခဏခဏလဲရမယ်လူမဲတမ်းမဲ့ဆိုလို့ရှိရင်လေအစားအစာကခွန်အားကိုပေးတယ်အဝတ်ကလှပမှုကိုပေးတယ်ဟောဒီအဆောက်အုံကြီးကြည့်လိုက်တဲ့အခါကျတော့အဆောက်အုံကြီးကအရိပ်ခိုရရုံများမကခွန်အားကိုလည်းပေးတယ်လှပမှုကိုလည်းပေးတယ်ဘာကြောင့်လို့ဆိုရင်ပြင်ဘက်မှာနေလို့ရှိရင်နေဘူးတန်းနေနဲ့အဆင်ပြက်မယ်နော်နေဘူးတွေမိလို့ရှိရင်အခုခေတ်ပြောနေတဲ့ခရမ်းလွန်ရောင်ချီဆိုတာလူကိုဒုက္ခရောက်စေတယ်လေအစာဦးတွေနေတဲ့အခါခရမ်းလွန်ရောင်ချီ ultraviolet ဆိုတာမရှိတော့မခံရတော့ကျမကြီးအတွက်အသားကြီးနေဘူးလောင်တာမရှိဘူးအဲ့ဒါအစာဦးကပေးလိုက်တဲ့ချမ်းသာဒုက္ခပဲလေရမိုးရနေလေလွတ်တယ်အစာဦးကပေးလိုက်တဲ့ချမ်းသာဒုက္ခဟောထမင်းစာလို့မစားရသေးတဲ့လူတောင်မှပဲထမင်းချက်နေတော့ခဏလေးအဆောက်အဦထဲဝင်ပြီးအိပ်ဆက်လိုက်လို့ရှိရင်အားမပြည့်ပြီဘူးလားပြည့်သွားတယ်အဆောက်အဦကအားကိုလည်းပြည့်စေတယ်ဒါကြောင့်မို့အာဝတ္တဒါနသမိန်ဒိဋ္ဌိတပ္ပံဒိဋ္ဌိမေဝဟောတိတဲ့အဆောက်အဦလှူလိုက်တာအားလုံးကိုလှူရရောက်တယ်အားလုံးဆိုတာတခြားကိုပြောတာမဟုတ်ဘူးရှင်းနာကစကားတွေရှိတယ်အစာလှူတာခွန်အားအလှူဖြစ်တယ်အဝတ်လှူတာအစင်လှူတာဖြစ်တယ်နော်ဒီစီမီအလှူဟာမျက်စိအလှူဖြစ်တယ်ရင်အလှူဟာချမ်းသာအလှူဖြစ်တယ်အစာဦးလှူလိုက်လို့ရှိရင်အဲ့ဒီခွန်အားရဲ့အစင်ရဲ့နော်မျက်စိအလှူရဲ့ဒီချမ်းသာအလှရဲ့အဲ့ဒီအလှတွေအလုံးလှူပြီးသားဖြစ်သွားတယ်လို့ပြောတာနော်သောစတပ္ပတရောဟောတိယောဒရာတိဥပတ္တယအလုံးကိုလှူရရောက်တယ်ဒီစာအုပ်ထဲမှာဓနငွေကြေးထက်ဝင်ပြီးတော့လှူလိုက်ကြတန်းလိုက်ကြပြီဆိုလို့ရှိရင်ကျောင်းတကာကျောင်းအမဖြစ်ရောက်ရှိသွားလို့ဒီကျောင်းရဲ့ကျောင်းကြီးကဝင်ရောက်လာတဲ့ပုဂ္ဂိုလ်ယဟန်ရှင်လူမြည်သူမဆိုဖေးရအန္တရာယ်တွေကကာဝယ်ဆောက်ရှုပ်ခြင်းဆိုတဲ့လေနတ်ထဒီကျောင်းထဲမှာကျောင်းအောက်ကျောင်းအဆောက်အဦအတွင်းမှာတရားနာမယ်ကမ္မထာတရားအထုတ်မယ်တရားဟောမယ်စာချမယ်ဆိုရင်လေချမ်းချမ်းသာသာလွယ်ကူမှုရှိတယ်အဲ့ဒီအကျိုးနှစ်ခုချုံးပြီးတော့ပြောလိုက်လို့ရှိရင်အဆောက်အဦကဒီအကျိုးနှစ်ခုကိုအကျိုးပြုလိုက်တာပဲဖြစ်တယ်ပေါ့အဲ့ဒီအကျိုးပြုမှုဟာအဆောက်အဦကြီးကအကျိုးပြုသလိုအဆောက်အဦဆောက်လို့လူတန်းတဲ့ပုဂ္ဂိုလ်တွေဟာဒီအကျိုးတွေကိုရတယ်လို့မြတ်စွာဘုရားဟောတာနော်ကံကြမ္မာရဲ့တဘာဝကကိုကဆိုပါစို့လူတယောက်ကိုခြေကျိုးအောင်လုပ်တယ်လက်ကျိုးအောင်လုပ်တယ်အဲ့ဒီခြေကျိုးတဲ့ဒုက္ခလက်ကျိုးတဲ့ဒုက္ခဟာကိုယ်စီရောက်လာနောက်ကြအတုံးလက်ခံရတတ်တယ်ဆိုလို့တယ်ကံကြမ္မာရဲ့သဘာဝအဲ့ဒါလိုပဲကိုကလူတယောက်ကိုချမ်းသာအောင်လုပ်ပေးလိုက်တယ်နော်စိတ်ပျော်ရွှင်အောင်လုပ်တယ်ဆိုရင်အဲ့ဒီချမ်းသာခြင်းပျော်ရွှင်ခြင်းဟာကိုယ်စီရောက်လာကံကြမ္မာရဲ့သဘောတရားကိုလုံးလိုက်လို့တစ်ဖက်သားရသွားတဲ့အနေအထားတစ်ခုဒီကိုယ်စီပြန်ရောက်လာအခုဝိနည်းဗိမာန်တော်ကြီးဆောက်လုပ်လိုက်တဲ့အခါကျတော့ဆောက်ဦးတဲ့နေတဲ့ပုဂ္ဂိုလ်တွေကဘာရသွားတော့ဆိုရင်ဘေးရန်အန္တရာယ်တွေလုံခြုံခြင်းတရားဓမ္မကျင့်ကြံကြိုးကိုအထောက်တဲ့ကမှချမ်းသာခြင်းလွယ်ကူခြင်းဆိုဒီအကျိုးနှစ်ခုရသွားအဲ့ဒီအကျိုးနှစ်ခုဟာဖြစ်လျက်ဘဝမှာကိုယ့်အတွက်အကျိုးလာပြုလာမှာပဲဖြစ်တယ်ပေါ့
ဒါကိုဆိုလို့တယ်နော်ဒါကိုပဲအကျိုးတရားဖြစ်ဟောတာမြတ်စွာဘုရားဘယ်ဟာပဲဖြစ်ဖြစ်အထောက်အကူပြုတယ်ဆိုတာလူပစ္စည်းကအထောက်အကူပြုတဲ့အတိုင်းပဲအဲ့ဒီပစ္စည်းလူတဲ့ပုဂ္ဂိုလ်ကကိုယ်ပြန်ရတဲ့အခါမှာဒီပုံစံနဲ့ပြန်ရတယ်လို့ဒီလိုဆိုလိုတာနော်ဒါကြောင့်မို့ဒီကနေ့ထူးခြားချက်ကတော့ဒီဗိမာန်တော်ကြီးကိုကုသိုလ်ရှင်တွေစုပေါင်းပြီးတော့လှူဒန်းရပြီဒီဗိမာန်တော်ကြီးမှာဝိနည်းစာတော်ပြမွဲတွေကျင်းပရတယ်ဗိမာန်တော်ဖွင့်ပွဲကြီးတွေလုပ်ရတယ်ပြီးတော့ရှေ့ဆက်ချပြီးတော့လှူဒန်းမယ်သာသနာတော်ကိုလှူဒန်းမယ်ဆိုတဲ့အစီအစဉ်နေနဲ့မိမိတို့ရဲ့လှူဒန်းမှုဟာဘဝမှာတန်ဖိုးရှိတဲ့မှတ်တိုင်ကြီးတစ်ခုကိုစိုက်ထုတ်လိုက်ရတယ်လို့ခံစားရမယ်ပေါ့နော်အနာရဝိတ္ထေကြီးကစဉ်းစားကြည့်နာရဝိတ္ထေကတနေ့ကိုသူ့အိမ်မှာတန်ခါ2000နေစဉ်ဆွတ်ကတ်တယ်ဘုရားဘာသာမဖြစ်ခင်ကလာသမျှလမ်းမော်လူတွေကိုထမင်းကျွေးတယ်ဆင်းရဲတဲ့လူတွေကိုကုန်ထမင်းကျွေးတယ်အဲ့လောက်ထိရေရောတဲ့ပုဂ္ဂိုလ်ဇေရွန်ကျောင်းကြီးကိုတနေ့3ခေါက်ရောက်တယ်မြတ်စွာဘုရားတရားနာရလို့သတ္တဗံဖြစ်တယ်သို့တော့အနာရဝိတ္ထေကြီးတဲ့တထေးရဲ့ရင်ထဲမှာစွဲနေတဲ့အလှကဘာလဲလို့ဆိုရင်ဇေရွန်ကျောင်းကြီးပဲအခုလည်းပဲကုသိုလ်ရှင်တွေအနေနဲ့ဒီဗိမာန်တော်ကြီးကစွဲနေเสียတင်းတော့တင်းနေကြီးပဲနော်အနာရဝိတ္ထေကြီးကနတ်ပြည်ရောက်သွားတော့တောင်မှပဲဖះကိုလာလျှောက်တယ်ဣဒံဟိတံဇေတဝနံဣတိတံကနိတိဝိတံအာဝုထံဓမ္မရာဇေနပိတိသင်္စနနံမမတဲ့ရှင်ဗျာတဲ့ယဟန်တန်ဃာတွေသတင်းသုံးတဲ့မြတ်စွာဘုရားကိုယ်တိုင်သတင်းသုံးနေထိုင်တဲ့ဟောဒီဇေရွန်ကျောင်းကြီးဟာတပည့်တော်ပိတိအဖြစ်ရဆုံးကုသိုလ်ကောင်းမှုကြီးပါလို့ပြောတာဒါကြောင့်မို့အလှူဒန်းနေတဲ့မှာဆွမ်းလှူတာရှိတယ်သင်္ကန်းလှူတာရှိတယ်ကြားရှိစွာပီတိဖြစ်ပြီးအကောင်းဆုံးအလှူဖြစ်မြတ်စွာဘုရားဟောတာကြောင့်အလှူပဲနော်ဝိဟာရဒါနသံဃတအခံဗုဒ္ဓေနဝဏိနံကျောင်းအလှူအဆောက်အုံလှူဟာအကောင်းဆုံးပဲလို့မြတ်စွာဘုရားချီးမွမ်းတာဘာကြောင့်လဲလို့ဆိုရင်ရေရှည်အာယုံပြုပြီးတော့အာယုံပြုနိုင်တာကတခုကိုဆောင်းလို့လှူထားတဲ့အလှူကျောင်းဆောင်အုံကြီးကဝင်လာတဲ့ပုဂ္ဂိုလ်တိုင်းကိုအကျိုးပြုနေတာတစ်နှစ်လည်းမကနှစ်နှစ်လည်းမကအနှစ်40 50နှစ်100ဆိုတာလို့ဒီဆောင်အုံကြီးကဆက်လက်တည်ရှိပြီးအကျိုးပြုနေတာဆိုတော့အာမိတဒါနလို့ခေါ်တဲ့ပစ္စည်းအလှူတွေထဲမှာကျောင်းအလှူဟာအကောင်းဆုံးပဲလို့ပြောတာနော်အဲ့ဒီကျောင်းအလှူဆိုတဲ့ကုသိုလ်စေတနာဟာအနှစ်သာရပဲဒါနဆိုတဲ့အနှစ်သာရအဲ့တော့အနှစ်သာရဆိုတာရနိုင်တဲ့နေရာတွေအများကြီးပါစွန်လေးတစ်စုံလောက်ရင်လည်းအနှစ်သာရရလိုက်မှာပဲလက်အုပ်ကလေးခြိလိုက်ရင်လည်းအနှစ်သာရရမှာပဲစိတ်ထဲကတရားလေးနှလုံးသွင်းလိုက်ရင်လည်းအနှစ်သာရနေ့စဉ်နဲ့အမျှ5ပါးသီလလုံအောင်စောင့်တည်လိုက်ရင်အနှစ်သာရလူတွေတွေ့တဲ့အခါမှာချမ်းသာကြပါစေလို့မေတ္တာပွားလိုက်ရင်လည်းအနှစ်သာရတနေ့ကျတော့အလုံးဟာသိဆုံးကြမှာဘယ်ရာမှမမြဲဘူးလို့စိတ်ထဲမှာတွေးလိုက်ရင်လည်းအနှစ်သာရအဲ့ဒါတွေကတော့တကယ်ကိုတန်ဖိုးရှိတဲ့အနှစ်သာရတွေပါလို့အဲ့ဒီအနှစ်သာရတွေမရဘဲနဲ့စားစရာတွေရှာရင်စီးပွားရေးတွေလုပ်ရင်ရောင်းလိုက်ဝယ်လိုက်ရံဖြစ်လိုက်နော်ဆဲလိုက်ဆိုးလိုက်အဲ့ဒီလိုနဲ့နေသွားလို့ရှိရင်အနှစ်သာရရပါမလားမရဘူးအဲ့ဒီလိုသွားတဲ့လူကများတယ်လေရှောင်းကြတယ်ဝယ်ကြတယ်လူကြတယ်ရဲကြတယ်မကျေနပ်တဲ့အခါဆဲကြတယ်ဆိုကြတယ်ရံဖြစ်ကြတယ်နော်အဲ့ဒီလိုအနေနဲ့ဆိုလို့ရှိရင်လူဖြစ်ကျိုးဆိုတာနတ်ပါမလားအဲ့ဒါတွေကလူဖြစ်ကျိုးမနှက်ဘူးငါတို့နေ့စဉ်နဲ့အမျှလူဘဝရရှိနေတဲ့အချိန်မှာအနှစ်သာရရအောင်ယူမေးဆိုတဲ့အတွေးလေးကိုရှိဖို့လိုတယ်အဲ့ဒီအတွေးကိုတမ္မာသင်္ကပ္ပလို့ခေါ်တယ်မှန်ကန်တဲ့အတွေးပဲတကယ်ကတော့မခက်ခဲဘူးခက်ခဲတာကဘာလို့ဆိုရင်တတိမရတာခက်ခဲတာဒါကြောင့်မို့မြတ်စွာဘုရားအပမဒိနတမ္ပါဒိ
ကုသိုလ်လုပ်တာကမခက်ဘူးကုသိုလ်လုပ်ဖို့တတိယတာခက်တာနော်လုပ်ဖြစ်ဖို့မတမခဲရင်ဘာလို့လဲဆိုရင်လူရဲ့သဘောတရားကွာဒီနေ့တော့မအားသေးဘူးလက်ပြန်ကြမယ်နေ့တော့ဘုရားရှင်မခိုးသေးဘူးနားလိုက်အောင်မယ်သမင်းစားတော့ဒီနေ့နားလိုက်အောင်မယ်လို့မရှိဘူးဒါဒီပြင်းကျင်းရင်လည်းဒီနေ့ဇကာကောင်းတယ်မနာဘူးလောက်ပဲမှန်းနေနော်ဥပုပ်တော်ခဏချထားအောင်မယ်ကဲစဉ်းစားတာကြည့်ပေါ့လူသဘာဝဟာနော်နာခြင်းနာရဲ့အနှစ်သာရကိုပဲနားတယ်အနှစ်သာရမရှိတာတွေကိုမနာဘူးမနာသည့်အတွက်ကြောင့်ကိုယ်ကိုယ်နဲ့စဉ်းစားကြည့်ဩငါတို့ကအနှစ်မဟုတ်တာကိုအနှစ်လို့ထင်နေပါလားလို့ဆိုရက်သိဖို့မလိုပေဘူးလားလိုတယ်တို့အနှစ်ရအောင်လုပ်မှဖြစ်မယ်မနေ့မိုးလင်းလာကြတယ်အနှစ်ရအောင်လုပ်ဖို့လွယ်ပါတယ်ဘာလုပ်ရမလဲကိုယ်စိတ်ကလေးကိုတတ္ထပရိဘာဝိတံစိတ်တရားတရားနဲ့ထုံမွမ်းနေရမယ်တရားတရားဆိုတာဘုရားကုံကိုတွေးလိုက်ကိုယ်အိမ်မှာကိုယ်ဝဲထားတဲ့ဘုရားကစားပဲဘုရားကိုကြည်ညိုတဲ့စိတ်တွေနဲ့စဉ်းစားကြည့်လိုက်ဩမြတ်စွာဘုရားဆိုတာအမှန်တရားကိုဟောလို့ဘုရားဟောလို့တို့ကုသိုလ်အကုသိုလ်သိရတာပါလားတန်တရားဟုတ်ကလွတ်တဲ့နည်းတွေငါတို့သိရပါတာပါလားဆိုပြီးတော့ဘုရားရဲ့ဂုဏ်တွေကိုအာရုံပြုလိုက်လို့ရှင်စိတ်ထဲမှာကြည်နူးတဲ့တရားတရားတွေဖြစ်လာတယ်အဲ့ဒီတဏ္ဍာနဲ့ကိုယ်စိတ်လေးကိုထုံမွမ်းပေးထားလိုက်နောက်တစ်ခါသီလပရိဘာဝိတသီလနဲ့ထုံမွမ်းလိုက်၅ပါးသီလလေးခံပြီးဒီကနေ့တော့၅ပါးသီလငါမကျူးနော်ပါဏာတိပါဒကလုံးတယ်လုံးယုံနေမကဘူးပါဏာတိပါဒကရှေ့ဆက်လုံးเสียရှိတယ်နော်သူများတဲ့တတ်ချင်းမှရှောင်းပါဤလို့ဒီတစ်ခုတည်းနဲ့မပြီးသေးဘူးနှမျိုးလာတယ်ဆိုတာတတိထားနော်ရှောင်းခြင်းနဲ့လှုပ်ဆောင်ခြင်းနှစ်ခုရှိတယ်ရှောင်းရမှနဲ့လှုပ်ဆောင်ရမှနှစ်ခုအဲ့တော့ပါဏာတိပါဒကရှောင်းတယ်ဆိုတာရှောင်းတာတစ်ခုပဲရှိသေးတယ်လှုပ်ဆောင်တာမပါသေးဘူးအဲ့တော့လှုပ်ဆောင်ခြင်းဘာလို့ရမလို့ဆိုတရားဝါရီပေါ်မှာအကျဉ်းတရားမေတ္တာပွားတာဒါလှုပ်တာနေ့စဉ်နဲ့အမျှလူတွေညှင်းဆဲတဲ့တရားဝါရီဟာဒုက္ခရောက်နေကြပါလားဆင်းရဲဒုက္ခကလွတ်ကြပါစေတရားဝါရီအစဉ်ပြေကြပါစေအသက်ရှိရှိနေကြပါစေနဲ့ဟောမေတ္တာပွားလိုက်လို့ရှိရင်ဘလောက်တမိုးတွေတက်သွားမလဲသီလနဲ့ပတ်သက်လာလို့ရှိရင်နောက်သူများပစ္စည်းကိုယ်ပစ္စည်းပျောက်သွားရင်စိတ်ဆင်းရဲရှာကြမှာသူများပစ္စည်းဆိုတော့မယူပါဘူးတော့သူများပစ္စည်းယူခြင်းမှရှောင်တယ်စင်စင်ကြဲကြဲနေထိုင်တာလုပ်ရမယ်ကာမိတိမိစ္ဆာစရာသူမိသားစုကိုမိသားစုဒီခွန်သိက္ခာပြပြအောင်မလုပ်တဲ့မူရှောင်တယ်စင်ကြယ်အောင်နေတယ်မပြစ်မှားဘူးဆိုဟောခွန်သိက္ခာလေးဝိတ္တဝါရရှောင်တယ်မန္တဝဒပြောတယ်မလုပ်တဲ့နာနဲ့လုပ်တဲ့သူရမေရယရှောင်တယ်ရှောင်ရုံနဲ့မကားဘူးနော်ရှင်မှုမနေပဲနဲ့ဥပုံနေဥပုံဆောင်မယ်ဘုရားရှိခိုးခြင်းဘုရားရှိခိုးမယ်ဒါနကောင်းမှုတွေလုပ်မယ်သီလဆောင်တည်မယ်ဆိုတော့ဟောအဲ့ဒီလိုလောဘမှာနဲ့ရှောင်ရမှာနှစ်ခုတွဲသွားတယ်အဲ့ဒီကိုချင်းသီလလေးကိုတနေ့အနည်းဆုံးတစ်ချိန်ပဲဖြစ်ဖြစ်ဒီနေ့ငါ၅ပါးသီလလုံးရလားပါဏာတိပါဒလုံးရလားချင်းကလေးများဖတ်ခနဲ့ရိုက်မိသလားအဲ့ဒါကစပြီးတော့ပါဏာတိပါဒကလုံးနေဆိုရင်ဒီနေ့ငါအတွက်ကံကောင်းနေစွာ၅ပါးသီလငါလုံးသွားပြီဆိုပြီးဝန္တကြည်နုမှုဖြစ်တယ်အဲ့ဒါသီလပရိဘာဝိတံစိတ်တံလို့ခေါ်တယ်သီလနဲ့ကိုယ်စိတ်လေးကိုထုံမွမ်းပေးထားတာနော်တတ္တပရိဘာဝိတသီလပရိဘာဝိတစာခပရိဘာဝိတကိုလှူတန်းထားတဲ့ပစ္စည်းတွေကိုယ့်ရဲ့ဒါနကောင်းမှုတွေအာယုပြုပြီးတော့ငါဘယ်တော့မှဘာလှူတယ်ဘယ်တော့မှဘာလှူတယ်ဆိုတာဒီအဲ့ဒါလို့နောက်ဆုံးမှဘုရားကိုနေ့စဉ်ပန်းတင်နာရေချမ်းတင်နာအစအကုန်လုံးစီမီထွန်းတာကအစနေ့စဉ်အလှူဒါနတွေကိုအာယုပြုပြီးတော့နေပဲဆိုရင်စာခပရိဘာဝိတံစိတ်တာကိုယ်စိတ်လေးကိုစာခနဲ့ထုံမွမ်းပြီးနေတယ်ပညာပရိဘာဝိတံစိတ်တံစဉ်းစားတယ်ငါတို့ဟာအတိတ်ဘဝကကုသိုလ်ကောင်းမှုလုပ်ခဲ့လို့လူဘဝရတယ်ဒီဘဝရောကုသိုလ်ကောင်းမှုတွေငါလုပ်ခဲ့လားဒီဘဝဟာလူတိုင်းဟာတနေ့ကျတော့သိကြမှာပဲမသိခင်ငါဘာတွေလုပ်တဲ့တယ်လဲစဉ်းစားတာပညာလို့ခေါ်တယ်
လုံးတင်တာနဲ့မလုံးတင်တာခွဲခြားသိပြီးတော့လုံးတင်တာကိုလုံးမယ်ဆိုရင်ဒီပညာဖြစ်ပေါ်လာတယ်ဆိုရင်ပညာပြိဘာဝိတံစိတ်တံအဲ့ဒါလို့သီလနဲ့တရားနဲ့ထုံမွမ်းမယ်သီလနဲ့ထုံမွမ်းမယ်စာကနဲ့ထုံမွမ်းမယ်ပညာနဲ့ထုံမွမ်းထားတဲ့ကိုယ်စိတ်လေးဟာဘာနဲ့ဥပမာတူတုံးဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့ဥပမာလို့မြေအိုးနဲ့ထောပတ်တွေထည့်ထားရှည်ထဲမှာရိုက်ခွဲလိုက်လို့ရှိရင်အိုးချမ်းခွဲတွေကတော့အောက်ကျသွားမှာထောပတ်တွေကတော့ပေါ်တက်လာစီအိုးခွဲလိုက်လို့ရှိရင်စီတွေကတော့ပေါ်တက်လာမှာပဲအိုးခွဲတွေကတော့အောက်ဆင်းသွားမှာအဲ့ဒါလို့ပဲကိုလှုပ်ထားတဲ့ကုသိုလ်ကောင်းမှုတွေကအပေါ်ဆွဲတင်သွားမှာလို့သူတို့ဆိုလို့တယ်နော်အဲ့ဒါတွေကအနှစ်သာရတွေပဲအနှစ်သာရမဟုတ်တဲ့အိုးချမ်းပဲတွေကအောက်ရောက်သွားတယ်အဲ့ဒါလိုပဲဘဝမှာအနှစ်သာရမရှိဘူးဆိုတဲ့ကိုယ်ကာယဘာဖြစ်လိုက်လဲတင်ញရောက်ရင်မြေမြုပ်ခြင်းမြုပ်မယ်မိရှို့ခြင်းရှို့မယ်ဒါအနှစ်သာရသူ့လမ်းဟာဒါပဲဆုံးသွားပြီနောက်ဆုံးမှာပြဖြစ်ခြင်းမှာပဲဆုံးသွားဒါသူ့အတွက်ဆုံးသွားတာနော်အဲ့ဒါလိုအနှစ်သာရမရှိတာတွေကသူကသူကုံဆုံးသွားအနှစ်သာရရှိတာတွေကတော့ဘယ်တော့မှမကုံဆုံးဘူးအစဉ်သာဝရကိုယ့်အတွက်မှာတန်ဖိုးရှိရှိနဲ့ကိုယ့်နောက်ကပါနေမှာပဲဖြစ်တယ်အဲ့တော့ရသော်ဗျာဟောလို့ရင်အဓိပ္ပာယ်ကအဲ့ဒါပဲသာရင်စသာရတောညတဝအတာရင်စအတာရတောတေတာရံအဓိကိသန္တိသမ္မာသင်္ကပ္ပခောစရာအနှစ်ရှိတာကိုအနှစ်လို့သိရမယ်အနှစ်မရှိတာကိုအနှစ်မရှိဘူးလို့သိရမယ်အဲ့ဒါလို့သိပြီဆိုတဲ့ပုဂ္ဂိုလ်တွေဟာမမှန်ကန်ကန်အတွေးမှန်နဲ့သိတာဖြစ်သောကြောင့်သူတို့ဟာလူဘဝရတဲ့အခိုက်လေးမှာအခွင့်ကောင်းဆုံးလေးမှာအနှစ်တွေကိုရသွားကြတယ်ဟုတ်ဘုန်းကြီးတို့တွေဒီအဆုံးအမလေးကိုကြည့်ရင်တို့တွေဘဝရောက်တဲ့အချိန်လေးအနှစ်ကလေးတွေကိုရအောင်ယူမှဖြစ်မယ်တန်ဖိုးရှိတာကိုရအောင်ယူရမယ်အနှစ်သာရဆိုတာတန်ဖိုးကိုပြောတာနော် value လို့ခေါ်တဲ့တန်ဖိုးဟာလူကတန်ဖိုးမဟုတ်ဘူးစဉ်းစားကြည့်လူကတန်ဖိုးမဟုတ်ဘူးဘာကြောင့်တန်ဖိုးမဟုတ်ဘူးဆိုတာလူရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းအိုမင်းလာပြီးယောဂါတွေဖြစ်ပဲတန်ဖိုးဟုတ်တော့ကြဘာစားရဲညာစားရဲဆိုဒုက္ခရောက်နော်ကင်ဆာဖြစ်လိုက်တယ်ဘာဖြစ်လိုက်တယ်ဆိုရင်ဒုက္ခရောက်ဘာယောဂါတဲ့ညာယောဂါတဲ့နဲ့ဆိုဒုက္ခရောက်ဘယ်နှစ်သာရဟုတ်မလဲသို့တော့ခန္ဓာကိုယ်ကြီးကလည်းအနှစ်သာရမဟုတ်ဘူးပစ္စည်းဥစ္စာတွေကိုရှာထားတာနေ့စဉ်နဲ့အမျှပင်ပင်ပန်းပန်းရှာထားတဲ့ပစ္စည်းဥစ္စာတွေကလည်းအနှစ်သာရမဟုတ်ဘူးအဲ့ထဲကအနှစ်သာရမရလိုက်ဘူးဆိုလို့ရှိရင်ကိုယ့်အတွက်လက်ကြည့်ပလားပဲနော်ဘဝရလာပြီးတော့လက်ကြည့်ပလားပြန်မလားယူသွားမလားနော်ယူသွားကြရမှာဖြစ်တယ်မြတ်စွာဘုရားကဟောထားတဲ့ဒေသနာတော်လေးတစ်ခုကိုမှတ်သားနိုင်ယူကြည့်အောင်လူတဘာဝကိုကံတရားနဲ့ဆက်ဟပ်ပြီးတော့ဟောထားတာဥဘောပုံညင်စပပင်စယမစ္စောကုရုတိဣဒာလူသားတစ်ယောက်ဟာဘဝတစ်ခုမှာဖြစ်လာတဲ့အခါကျဘာတွေလှုပ်တုံဆိုကောင်းတာလည်းလှုပ်တယ်မကောင်းတာလည်းလှုပ်တယ်လူဆိုတာပုထုဇဉ်ဆိုတာကောင်းတာလည်းလှုပ်မှာပဲမကောင်းတာလည်းလှုပ်မှာနော်အကောင်းကြီးမဟုတ်ဘူးမကောင်းတာလည်းရှိတယ်အဲ့ဒါလို့လှုပ်ပြီးလှုပ်သမျှကောင်းမကောင်းနေဟာတင်ညိတတတကံဟောတိတင်္စအာရယကိစ္စတိကုသိုလ်ပဲဖြစ်ဖြစ်အကုသိုလ်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ထဲမှာဖြစ်သွားတဲ့အရာဟာကိုယ်ပိုင်သွားပြီကိုယ်ပိုင်သွားတယ်ဆိုတာကိုယ်နဲ့ပဲသက်ဆိုင်တယ်သူများလာပြီးတော့မပိုင်ဘူးနော်အဲ့ဒါကြောင့်မို့အဲ့ဒီကုသိုလ်ကံအကုသိုလ်ကံကိုပဲယူပြီးတော့သွားကြရမှာဖြစ်တယ်ဒါဟာတစ်ခုအဲ့တော့ကံရဲ့သဘောတရားဟာကိုလှုပ်တာကိုနဲ့သက်ဆိုင်ပြီးကိုနောက်မှာပါသွားမယ်ဆိုတဲ့အခါမြတ်စွာဘုရားကဆုံးမတယ်အဲ့ဒါကိုသိပြီးလို့ရှိရင်တဲ့အတ္တနိစေပိယံစေညာနနံပပေနတန်ယူစေမင်းကိုမင်းချစ်တယ်လို့မင်းကိုမင်းတန်မိုးထားရမှာဖြစ်တယ်လို့ကိုတန်မိုးထားတယ်မြတ်နိုးတယ်လို့အတိမပြုတယ်ဆိုလို့ရှိရင်နနံပပေနတန်ယူစေမကောင်းတဲ့အကုသိုလ်တွေမင်းရင်ထဲမရောက်စေနဲ့လို့ပြောတာနော်။ဘာကြောင့်ရင်ထဲမရောက်စေနဲ့တုန်းဆို
ကိုချစ်ပါတယ်ဆိုတော့ကိုယ်ခန္ဓာကိုယ်ဒုက္ခပေးရရောက်တယ်လေအကုသိုလ်ဖြစ်ရင်ကိုယ်မှာဒုက္ခရောက်မှာလေအဲ့တော့မြတ်စွာဘုရားအကြောင်းပြတယ်ဘာကြောင့်လဲလို့ဆိုရင်နာဟိတံသူလဘံဟောတိဒုက္ခံဒုက္ခတကာရိနမကောင်းတဲ့အကုသိုလ်လုပ်ပြီးချမ်းသာဒုက္ခရဖို့ဆိုတာမလွယ်ဘူးတဲ့ဒါကြောင့်မကောင်းတာတွေမဖြစ်အောင်ထိမ့်သိမ့်ပါဒါဖြင့်ဘာလို့ရမလဲဆိုတတ္တမကရိယကလျာဏနိစ္စယံတံပရာယိကပုံညာနိပရာလောကသမေပဋိဋ္ဌာဟောတိပါဏိနံဒါကြောင့်မို့ကောင်းတာတွေလုပ်ပါတဲ့ကောင်းတာတွေလုပ်ခြင်းဟာဒီဘဝမှာလည်းကောင်းကျိုးချမ်းသာတွေပေးနိုင်တယ်နောက်ဘဝမှာလည်းကောင်းကျိုးချမ်းသာတွေပေးမယ်အထူးသဖြင့်ကုသိုလ်ကောင်းမှုဆိုတာတဲ့ပဋိဋ္ဌာဟောတိပါဏိနံပုံညာနိပရာလောကသမေအခုလောကမှာကုသိုလ်ကောင်းမှုကအာမကိုရဘူးလို့အာကိုရတာတိတ်မထင်ရှားဘူးဆိုရင်ပရလောကမှာကြတော့တကယ်အာကိုရမှာဖြစ်ပါတယ်။ဘာကြောင့်လို့ဆိုရင်လူတွေမှာကြည့်လေကုသိုလ်ကောင်းမှုတွေဘယ်လောက်လုပ်ထားတာကိုယ်အာကိုရတယ်လို့တချို့အထင်ကြီးမှထင်မှာ။ဘာလို့အာကိုစရာတွေကရှိနေတာဒီဘဝမှာအကျိုးပြုမဲ့ဟာတွေကကိုရှာထားတဲ့ပတ်စံတွေရှိတယ်ကိုဆောက်ထားတဲ့အိမ်ရှိတယ်နော်အဲ့ဒါတွေကအာကိုစရာလို့ယူဆထားတယ်အမေရှိတယ်အဖေရှိတယ်သားသမီးရှိတယ်ဆွေတွေမျိုးတွေရှိတယ်မိတ်ဆွေသင်္ကားတွေရှိတယ်အာကိုစရာလို့လူတွေကအာကိုကြတယ်လေအာကိုနေကြတာပဲဟုတ်ပြီဒီဘဝမှာအာကိုစရာများတော့ကုသိုလ်ကိုအာကိုပဲလို့စိတ်ထဲဝင်စားခြင်းမှာဝင်စားမှာသေပြီဆိုတဲ့အခါကျတော့အမေကလည်းမလိုက်လာဘူးအဖေကလည်းမလိုက်လာဘူးနော်သားသမီးတွေကလည်းမလိုက်လာဘူးညီကောင်မောင်နှမတွေကလည်းမိတ်ဆွေတွေကလည်းပဲလိုက်လာမှာမဟုတ်ဘူးကိုတယောက်တည်းသွားရမှာမဟုတ်လားကိုတယောက်တည်းသွားရမှာဆိုတော့ဘယ်သူအာကုန်လဲဒီကုသကံပဲအာကိုစရာရှိတယ်ဒီလိုပြောတာနော်အတေကနေကျမှကုသလုံးမယ်လုံးမယ်နဲ့မရဘူးခုချိန်ကနေပြီးတော့အာကိုစရာတွေကိုလှုပ်ထားရင်ဘယ်သူမှအာကိုစရာမလိုဘူးကိုကုသလေးနဲ့ကိုဟုတ်လားယထာကမ္မံကမိတ်တန္တိပုံညပပဖလူပကကုသကလှုပ်ထားလို့ရှိရင်ကုသကရဲ့အကျိုးအတိုင်းပဲဒီလိုသွားတာနော်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားကတဖွာဖွာဟောတာအကုသိုလ်တွေတမိုးမရှိတဲ့အရာတွေနဲ့အကုသိုလ်တွေမဖြစ်စေနဲ့ကုသကံတွေဖြစ်စေအောင်ဖြစ်အောင်ကြိုးစားအထောက်ကြမယ်အနှစ်သာရရှိတာကိုအနှစ်သာရရှိတယ်လို့သိရမယ်ဓမ္မအနှစ်သာရကိုရမယ်အတွေးမလွဲကြစေနဲ့လို့ဓမ္မပဒဒေသနာတော်မှာဟောကြားဆုံးမတော်မူခဲ့တာဖြစ်တယ်အဲ့ဒီဓမ္မရတကိုယင်ထဲမှာစွဲမြဲအောင်မှတ်သားပြီးတော့မိမိတို့ဘဝမှာသင်္ကန်းစာယူပြီးနေ့ဖြင့်ကစပြီးတော့နော်တန်ဖိုးတွေရအောင်တို့တွေကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီတတိကြီးစွာထားလို့ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း